အပတ်ကကမ္မစတုကဆိုတဲ့ကံ၄မျိုးတွေကကံတို့ရဲ့လုပ်ငန်းဆောင်ရွက်ပုံ၄ပါးဆိုတဲ့ကိစ္စစတုကပြီးသွားပြီနော်အခုနံပါတ်2စတုကဖြစ်တဲ့ပါကဒါနပရိယာယစတုကဒါလေးသိထားဖို့ပါပါကဆိုတာကအကျိုးတရားဘာအကျိုးတရားလဲလို့ပြောရင်ဒါပဋိသန္ဓေအကျိုးပဲဆိုလိုနေတယ်ဆိုတာသိရနော်ပဋိသန္ဓေနဲ့ပတ်သက်ပြီးတော့ဒါအဓိကပြသွားတာပါကဒါနဆိုတာကျမတို့ကြားဘူးပြီးသားပေးတာနော်ပရိယာယဆိုတာအလှည့်အကျင်းစတုကဆိုတော့၄ပါးဒါဆိုရင်၄ပါးဆိုတဲ့စတုကဒီအချိန်ကကမ္မစတုကဆိုတဲ့ခေါင်းစဉ်ကြီးကလာတဲ့အတွက်ကြောင့်စတုကတွေတွေ့တိုင်းကမ္မစတုကထဲမှာပါရမှန်သမျှသည်ကံနေပဲလို့သိနေရမယ်เนาะဒါကြောင့်စတုကဆိုရင်ဘာ၄မျိုးလဲဆိုရင်ကံ၄မျိုးဒါကြောင့်ပါကအကျိုးဒါနပေးဖို့ပရိယာယအလှည့်အကျင်းစတုကကံ၄မျိုးဆိုတော့အကျိုးကံတို့ရဲ့အကျိုးပေးဖို့အလှည့်အကျင်းနဲ့ဆက်တော့ကံ၄ပါးပေါ့မြန်မာလိုအစဉ်ကြပြောရင်အကျိုးပေးဖို့အလှည့်အကျင်းနဲ့ဆက်တဲ့ကံ၄ပါးအကြောင်းသင်ရမယ်တဲ့ဆိုတော့အဲ့ဒီအကျိုးပေးတာဒီဘာအကျိုးလဲဆိုရင်ပဋိသန္ဓေအကျိုးဆိုတာသိရမယ်ဒါကြောင့်အဲ့ဒီကံ၄ပါးဒီဘာကံနေလဲလို့ကျွန်တော်တို့ကြည့်လိုက်ရင်ဂရုကံဆိုတာစတွေ့မယ်နော်ဂရုကံပြီးရင်အာတဏကံနော်အာတဏကံတတိယအာစိဏကံနော်အာစိဏကံပြီးရင်နံပါတ်၄ကကတ္တတာကံပြန်ပြောရအောင်ပါအဲ့ကံ၄ပါးရဲ့နာမည်မှတ်မိရမယ်ကြော်ပြီးတော့ရောလို့မရအောင်နော်ကိစ္စစတုကမှာပါတာကြလို့ရှိရင်ကံတို့ရဲ့လုပ်ငန်းဆောင်ရွက်ပုံ၄ပါးလို့ပြောရင်ဒါပရိဖြစ်စေတဲ့ကံရဲ့ထောက်ပံ့တဲ့ကံရဲ့နှိမ့်ဆက်တဲ့ကံရဲ့တပ်ဖြတ်တဲ့ကံဖြစ်စေတဲ့ကံကိုဇနကကံထောက်ပံ့တဲ့ကံကိုနှိမ့်ဆက်တဲ့ကံကိုတပ်ဖြတ်တဲ့ကံကိုအဲ့ဒီ၄ခုကလည်းအဲ့တိုင်းမှန်နေရမယ်ခုကံတွေကစတုက၄ခုဆို၄မျိုးလာတော့အဲ့ဒါတွေကိုဟိုထက်ကတကံဒီထက်ကတကံဖဲ့ပြီးတော့ရောသမမှုလို့တော့မရအောင်အခုကြတော့အကျိုးပေးပုံလှည့်ချိန်နဲ့ဆက်တဲ့ကံ၄ပါးဆိုလဲအစဉ်ကြရမယ်ဂရုကံအာတဏကံအာစိဏကံကတ္တတာဂရုကံဆိုရင်လဲစလုံးပေါင်းတတိထားမယ်ဂါငယ်ရေကရာကောက်တစ်ချောင်းငင်ရုဒါဂရုဂယုလို့မဖတ်ဘူးမြန်မာတန်မို့ပါဠိစကားလုံးဆိုရာကောက်တွေ့ရင်ရှာလိုက်ဖတ်မယ်ဆိုတော့ဂရုကံဆိုတာမြန်မာလိုပြောရင်အားကြီးတယ်တဲ့နော်ဒါကြောင့်အလေးပြုတယ်ဂယုစိုက်တယ်ကျွန်တော်တို့သုံးကြတယ်ဒါဒီအလေးထားတာကိုဆိုလိုတာပေါ့ခုဒီနေရာမှာအားကြီးတယ်အားကြီးတဲ့ကံကိုဂရုကံတကယ်စာအနေနဲ့ပြောရင်တချို့ဆိုရင်ဂရုကကံလို့လည်းသုံးတယ်ဂရုကံလည်းသုံးလို့ရတယ်ဂရုကကံလည်းသုံးလို့ရတယ်အခုကျမတို့ကတော့ဒီမှာဂရုကံလို့ပဲယူထားတယ်နားလည်ပြီနော်အဲ့တော့အားကြီးတဲ့ကံနဲ့ဘာကြောင့်အားကြီးလဲလို့ပြောရင်သေပြီးရင်တဲ့ဒုတိယဘဝမှာအကျိုးပေးမြဲတာကိုပဲအားကြီးတယ်သုံးတာပါတဲ့ဒီကံရှိရင်သေပြီးဒုတိယဘဝမှာကျိန်းတဲ့ဒီကံကအကျိုးပေးတယ်ဘာအကျိုးပေးလဲပဋိသန္ဓေအကျိုးပေးတယ်ပဋိသန္ဓေဆိုတာဘဝရဲ့အစအနေနဲ့ဖြစ်စေတာเนาะဒါကြောင့်အားကြီးတယ်ဆိုတဲ့စကားလုံးတွေသေပြီးရင်ဒုတိယဘဝမှာအကျိုးပေးမြဲတာကိုပဲအားကြီးတယ်ဒါကြောင့်ကျမတို့ကအစာချိန်သောနှစ်ခုပါနေတယ်သေကဒုတိယဘဝ၌အကျိုးပေးမြဲသောဆိုတဲ့အတွက်ကြောင့်ဒီကံရှိရင်ကျိန်းတွေကိုအကျိုးပေးတယ်ဆိုတာသိရမယ်အကျိုးပေးခြင်းသည်မြဲတယ်တဲ့ဆိုတော့ तू ကလွယ်ပြီးတခြားအကျိုးပေးစရာမရှိတာအကျိုးပေးမြဲတယ်ပြီးရင်အာကြည်သောကုသိုလ်အရာအကုသိုလ်အရာနှစ်ခုရှိတဲ့အထဲထဲမှာတဲ့အကုသိုလ်အရာဆိုလို့ရှိရင်ကျမတို့ကကုသိုလ်အရာဆိုလို့ရှိရင်မဟေဂုတ်ကံနဲ့ကျမတို့သုံးတယ်ကုသိုလ်အရာမှာမဟေဂုတ်ကံဆိုရင်ခုဓမ္မမိတ်ဆွေတို့
အဘိဓမ္မာစိတ်ပိုင်းတော်တော်လေးပြီးနေပြီတတိယလွှာတော်မှာဟလာဒီနေ့လောကုတ္တရာစိတ်တွေရောက်နေပြီဒါဆိုရင်မဟေဂုတ်ဆိုတာဒီဓမ္မမိတ်ဆွေများမြင့်မြတ်တဲ့စိတ်ကိုမဟေဂုတ်စိတ်လို့မသုံးလားမြင့်မြတ်တဲ့စိတ်မဟေဂုတ်စိတ်ပေါင်းဘယ်လောက်ရှိလဲ29ပါးမှာရူပဝဆရာစိတ်က15ပါးအရူပဝဆရာစိတ်ကအဲ့ဒီအထဲမှာရူပဝဆရာစိတ်15ပါးထဲမှာကုသိုလ်က5ပါးဝိဘက်က5ပါးကရိယာက5ပါးအရူပဝဆရာစိတ်ထဲမှာကုသိုလ်က4ပါးဝိဘက်ကကုသိုလ်ရဲ့အဓိပ္ပာယ်ကကောင်းတဲ့သဘောကောင်းတဲ့သဘောကုသိုလ်ရဲ့သဘောလို့ကျွန်မပြောတာကုသိုလ်စိတ်ကလို့မမေးဘူးကုသိုလ်ရဲ့သဘောကအပြည့်မရှိတဲ့သဘောကောင်းသောအကြောင်းသဘောဆိုတာအကြောင်းစိတ်ဆိုတဲ့စကားလုံးမလာနဲ့လေစိတ်ကိုမှမေးနေတာမှမဟုတ်တာကုသိုလ်ဆိုသည်မှာကောင်းသောအကျိုးကိုပေးတတ်သောအကြောင်းသဘောလို့ပြောတဲ့အတွက်အကုသိုလ်ကုသိုလ်ဝိဘက်ကရိယာလို့မျိုးအစား၄မျိုးခွဲတဲ့အချိန်မှာအကုသိုလ်ကကြတော့မကောင်းသောအကျိုးကိုပေးတတ်သောအကြောင်းကုသိုလ်ဆိုတာကောင်းသောသဘောကိုပေးတတ်တဲ့အကြောင်းကြီးဖြစ်တဲ့အတွက်ဝိဘက်ဆိုတာအကျိုးနော်အဲ့ဒီအကျိုးတွေထဲမှာအကုသိုလ်ဆိုတဲ့အကျိုးလဲပါမယ်ကုသိုလ်ရဲ့အကျိုးလဲပါမယ်အဲ့ဒီဝိဘက်ဆိုတဲ့အကျိုးကိုဖြစ်စေတဲ့အကြောင်းသဘောထဲမှာအကုသိုလ်သဘောလဲပါမယ်ကုသိုလ်သဘောလဲပါအကုသိုလ်သဘောနဲ့ရှင်တဲ့စိတ်ကိုအကုသိုလ်စိတ်ကုသိုလ်သဘောနဲ့ရှင်တဲ့စိတ်ကိုကုသိုလ်စိတ်အကျိုးသဘောနဲ့ရှင်တဲ့စိတ်ကိုအကျိုးစိတ်ဝိဘက်စိတ်ကြောင်းကျိုးလွတ်တဲ့စိတ်ကြတော့ကရိယာစိတ်ဒါစိတ်ပိုင်းအခုကျွန်တော်တို့ကအဓိပ္ပာယ်လေးပဲလိုချင်ရင်အကြောင်းဆိုတဲ့သဘောတရားကိုကြည့်တဲ့အခါမှာမကောင်းတဲ့အကြောင်းလည်းရှိမယ်ကောင်းတဲ့အကြောင်းလည်းရှိမယ်ဆိုတော့မဲကုတ်စိတ်ပေါင်း28ပါးရှိတဲ့အထဲမှာရူပစိတ်15ပါးထဲမှာဝိဘက်ဆိုတာအကျိုးစိတ်ကရိယာဆိုတာကြောင်းကျိုးလွတ်စိတ်ဆိုရင်အကြောင်းစိတ်ကကုသိုလ်စိတ်5ပါးပါမှာပေါ့အဲ့ဒီအကြောင်းကကုသိုလ်ဟုတ်တယ်လားကောင်းသောအကျိုးကိုပေးတတ်သောအကြောင်းစိတ်သည်ရူပစိတ်15ပါးထဲမှာ5ပါးဟုတ်တယ်လားအရူပစိတ်12ပါးထဲမှာကုသိုလ်4ဝိဘက်4ကရိယာ4မှာဝိဘက်4ဆိုတာအကျိုးစိတ်ကရိယာဆိုတာအကြောင်းကျိုးလွတ်ဆိုရင်ကုသိုလ်4သည်အကြောင်းစိတ်မဟုတ်ဘူးလားဒါဆိုရင်မဲကုတ်စိတ်ပေါင်း28ပါးထဲမှာအကြောင်းစိတ်သည်9ပါးတော့မဟေကုတ်ကုသိုလ်9ဆိုတော့ကောင်းသောအကျိုးကိုပေးတတ်သောအကြောင်းစိတ်ဆိုတာမဟေကုတ်ကုသိုလ်9ပါးကိုပဲအဲ့ဒီကံဆိုတာကုသိုလ်အကုသိုလ်စေတနာကိုကောက်ရတဲ့အတွက်မဟေကုတ်ကုသိုလ်9ပါးမှာရှင်နေတဲ့စေတနာကိုပဲမဟေကုတ်ကံလို့သုံးတာရှင်းပြီလားဒါဆိုရင်မဟေကုတ်ကံလို့တွေးလိုက်ရင်အကုသိုလ်လားကုသိုလ်လားကုသိုလ်ပဲလို့သိနေရမယ်ဟုတ်ပြီနော်ဒါဆိုရင်မဲကုတ်ကုသိုလ်ဘယ်နှပါလဲ9ပါးဆိုတာသိနေရမယ်ဟုတ်ပြီနော်တခါအကုသိုလ်ဘက်ကကြည့်ရင်ねဒါဒီမဟေကုတ်ကံဆိုရင်အဲ့ဒါဘာလဲကုသိုလ်ဆိုတာသိရမယ်အကုသိုလ်ဘက်ကဆိုရင်အကုသိုလ်ပေါင်းများစွာရှိမှာပဲသူတတတာရှိမယ်သူဥစ္စာခိုးတာရှိမယ်သူအင်ရပြင်မာတာရှိမယ်စသည်ဖြင့်အကုသိုလ်တွေအများကြီးရှိတဲ့အထဲတွေကတဲ့အာကြီးတဲ့အကျိုးပေးမြဲတဲ့အကုသိုလ်သည်ပင်စာနန္ဒရိယလို့ပြောရင်ပင်စာနန္ဒရိယဆိုတာပုတ်ခွဲလိုက်ရင်ပင်စနဲ့အာနန္ဒရိယဆိုတာတွဲပင်စဆိုတာ5ခုအာနန္ဒရိယဆိုတာအာကြီးတယ်နော်အာကြီးတဲ့ကံကြီး5ပါးအပြစ်ကြီးတဲ့ကံကြီး5ပါးကိုအာနန္ဒရိယကံကြီး5ပါးကိုပင်စာနန္ဒရိယကံကြီးပုတ်ခွဲပြီးပြောရင်ပင်စအာနန္ဒရိယကံပေါင်းလိုက်တော့ပင်စာနန္ဒရိယကံပြီးခဲ့တဲ့ဘက်ကပြောပြီးပြီပင်စာနန္ဒရိယကံဆိုတာအကုသိုလ်ကံပဲအကုသိုလ်ကံထဲမှာအပြစ်အကြီးဆုံးသောအကုသိုလ်ကံကြီးသည်5ပါးရှိပါတယ်တဲ့နံပါတ်1ကအမေကိုတတ်တဲ့ကံနံပါတ်2ကအဖေကိုတတ်တဲ့ကံနံပါတ်3ကယဟန္တာကိုတတ်တဲ့ကံတတ်တာတွေရွယ်တတိထားကြည့်အဲ့ဒါပါဏာတိပါတာတွေရွယ်ဟုတ်တယ်နော်အမေကိုတတ်မိသွားတယ်အဖေကိုတတ်မိသွားတယ်ယဟန္တာကိုတတ်မိသွားတယ်ပြီးရင်မြတ်စွာဘုရားကိုတော့တတ်လို့မရတဲ့အတွက်
သွေးစိတ်တည်အောင်သွေးချေဥအောင်လုပ်တယ်ပြီးရင်တန်ခါတွေကိုသိညီညွတ်နေတဲ့တန်ခါကိုသင်ခွဲတယ်အဲ့ဒီကံကြီး၅ပါးတွေကတကဘာပါရှိရင်အဲ့ဒီကံတွေအားကြီးပြီတဲ့ဂရုကံပဲတဲ့ဘလို့အားကြီးလဲဆိုသေပြီးရင်ဒုတိယဘဝမှာအကျိုးပေးမြဲမယ်ဘာအကျိုးပေးမလဲဆိုပဋိသန္ဓေဂျိုးမှာသူသည်အဲ့ဒီကံကြီး၅ပါးတွေကတဘာဘာရရင်ငရဲဒရစ္ဆန်ပြိတ္တာအတုရကေဆိုတဲ့အပယ်လေးပုံမှာတပုံပုံလို့ပြောလို့မရအောင်ကျိန်းတယ်ငရဲတော်မှာကျိန်းတယ်အဝိစီငရဲဒီလိုမျိုးသုံးတယ်ဒါကြောင့်ပိဿာနန္တရိယက၅ပါးတွေကတဘာဘာကျွလွန်သောပုဂ္ဂိုလ်တိုင်းသည်သေလွန်ရင်အဝိစီဆိုတဲ့အကြားမရှိရငရဲကိုရောက်သွားလိမ့်မယ်ငရဲတောင်ငရဲသူချင်းအကြားမရှိဆင်းရဲဒုက္ခချင်းအကြားမရှိဟလာငရဲမီးခြင်းလည်းအကြားမရှိတဲ့အဝိဇ္ဇငရဲကိုကြသွားတဲ့အတွက်ကိုကျေးဇူးတော်ရှင်မြတ်စွာဘုရားကိုသွေးချေဥအောင်နဲ့လှုပ်တယ်တန်ဃာကိုလည်းညီညွတ်နေတဲ့တန်ဃာကိုလည်းနှစ်ခိုင်းကွဲသွားအောင်ဂိုင်းခွဲတန်ဃာတင်းခွဲတဲ့အရှင်ဒေဝရတ်တိအဝိဇ္ဇငရဲကိုကြတာပဲသူ့ရဲ့တိုက်တွန်းမှုကြောင့်ဖခင်မီးတော်ဖြစ်တော်ဗိမိတာရကိုထောင်သွင်းခြင်းချပြီးတပ်ဖြတ်ခဲ့တဲ့အဇာတသက်မင်းသားနောက်တော့အဇာတသက်မင်းကြီးလည်းပါတုပိတုဃာတကကံဆိုတဲ့အဖေကိုတတ်ခြင်းကံကြောင့်အဝိဇ္ဇငရဲသူလည်းကြတာပဲเนาะဆရာကလည်းအဝိဇ္ဇတပည့်ကလည်းအဝိဇ္ဇတို့တော့အဇာတသက်မင်းကြီးကအဖေကိုတတ်ပြီးတဲ့အချိန်မှာပဲအဖေကိုတတ်ဖို့လုပ်နေရင်းနဲ့ပဲသားလေးမွေးလာတဲ့အချိန်မှာသူ့သားလေးကိုတိတ်ချစ်တယ်ချစ်တာနဲ့အမျှအဲ့ဒီသားလေးကလည်းငါ့လိုပဲပြန်များတတ်အောင်ငါ့ကိုတတ်အောင်မလားဆိုတဲ့စိုးရိမ်စိမ့်နဲ့အိတ်လို့မရတဲ့အချိန်အဲ့လောက်တောင်ပူဆွေးတဲ့အချိန်မှာအဖေရဲ့ကျေးဇူးကိုလည်းသူသိတယ်သိတဲ့အတွက်ကြောင့်တူတူပြောရင်အဖေကိုသားလေးမွေးတဲ့အချိန်မှာပဲထောင်သွင်းခြင်းချနေလွတ်စေလို့ပြောပေမဲ့မမိလိုက်တော့အဖေကနတ်ရွာဆန်သွားတဲ့အချိန်အဲ့ဒီနေ့ကစပြီးတော့ပူဆွေးတော့ကတွေရောက်ပြီးတော့တူတူပြောရင်တစောင်းမုံလာပြီတာမညဖလအခါတော့နေမှာပဲလာကြီးကလည်းအင်မတန်တာတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားသတင်း300နော်ဇီဝကဆရာဇီဝကသူ့ရဲ့တူရေးလဲတော်တယ်ဆရာဇီဝကရဲ့တရက်ဥယျာဉ်မှာမြတ်စွာဘုရားသတင်းသုံးနေတာလဲသိရောသူကိုယ်တိုင်မြတ်စွာဘုရားစီသွားပြီးတူတူပြောတာပေါ့နော်အချင်းချုံလိုက်တာသွားပြီးတော့နောက်ဆုံးတောင်းပန်လိုက်တဲ့အချိန်မှာသူ့ရဲ့ဖခမီးတော်ကိုတတ်မိတာ哦ဖခမီးတော်ရဲ့ဆရာဖြစ်တဲ့မြတ်စွာဘုရားထံမှာအဖေကိုတော့သူတောင်းပန်လို့မရတော့အဲ့လိုမျိုးတောင်းပန်တဲ့အခါမှာတောင်းပန်ပြီးတော့အပြစ်ကိုအပြစ်မှန်လဲသိပါတယ်တပည့်တော်ဘုရားတပည့်တော်မသိနားမလဲတွေ့ဝိမိတ်မားတဲ့လျောက်တပည့်တော်ရဲ့ဖခမီးတော်အပေါ်မှာအပြစ်ကျူးလွန်မိပါတယ်ဒါကိုအပြစ်မလို့လဲဝန်ခံပါတယ်အပြစ်မှန်လဲသိပါတယ်နောက်မဖြစ်ရန်လဲစောင့်စည်းပါမယ်ဆိုပြီးတော့ဝင်ချတောင်းပန်တဲ့ကုသိုလ်ကံအဲ့ဒီအချိန်ကစပြီးတော့မြတ်စွာဘုရားရဲ့တပည့်အရင်အနေနဲ့ပဲနော်ကုသိုလ်တွေအများကြီးလုပ်ခဲ့တဲ့အပြင်မြတ်စွာဘုရားလွန်တော်မူတဲ့အချိန်မှာလဲပထမသင်္ဃာယနာတင်တဲ့အချိန်မှာသူသည်သာသနာဒါယကမင်းအနေနဲ့နော်ကူညီခဲ့တယ်အဲ့ဒီကောင်းမှုတွေကြောင့်ဒီအဇာတသက်မင်းသည်အဝိဇ္ဇငရဲကိုကြတော်လဲအဝိဇ္ဇငရဲမယူမကြဘဲနဲ့အဝိဇ္ဇငရဲမယူမှာပါနေတဲ့အချံရံဖြစ်တဲ့ဥဒ္ဒဒငရဲငယ်မှာကြာရှာတယ်နော်ဒါလေးတွေဘုသူတ္တဒါဆိုရင်ဆရာလုပ်တဲ့အရှင်ဒေဝရတ်ကတော့အဝိဇ္ဇငရဲမကြီးဟုတ်ပြီနော်အဇာတသက်မင်းကြီးကတော့အဝိဇ္ဇငရဲရဲ့အချံရံဥဒ္ဒဒငရဲငယ်မှာကြာတယ်နှစ်ယောက်စလုံးဒီနောင်တတွေရခဲ့ပြီးတောင်းပန်တဲ့အတွက်နှစ်ယောက်စလုံးဒီဝိဇ္ဇငရဲကနေလွတ်သွားမယ်ဆိုရင်တော့နော်သူတို့ဒီတစ်ချိန်ချိန်မှာပစ္စေကဗုဒ္ဓအရှင်မြတ်တွေဖြစ်ကြလိမ့်မယ်နော်ဒါလေးသိအောင်ဒါဆိုရင်ဂရုကံဆိုတဲ့အကြောင်းကိုပြောတာဂရုကံဆိုတာသေကဒုတိယဘဝ၌အကျိုးပေးမြဲသောအာကြီးသောပိဿာနန္ဒရိယကံကတော့အဝိဇ္ဇမေဟကုတ်ကုသိုလ်ကံကြတော့ဗြဟ္မဘုံကိုကျင်းတည်အကျိုးပေးတာပေါ့ဟုတ်တယ်လားပထမဇန်ကုသိုလ်ရှိရင်ပထမဇန်3ဘုံဒုတိယဇန်တတိယဇန်တစ်ခုခုရှိရင်ဒုတိယဇန်3ဘုံဟုတ်ရဲ့လားမှတ်မိလားသရုဒ္ဓဇန်ကုသိုလ်ရှိရင်တတိယဇန်3ဘုံဟုတ်ရဲ့လားပြီးရင်ပိစမဇန်ကုသိုလ်ရှိရင်ဝေဟဘုံလည်းရောက်တာရှိမယ်အတိညတက်ကိုရောက်တာလည်းရှိမယ်သုဒ္ဓဝါဒ9ဘုံလည်းရောက်တာရှိမယ်ဒါကရူပကုသိုလ်9ပါးကရူပ16ဘုံနော်သူသက်ဆိုင်ရာအဆင့်ပေါ်မူတည်ပြီးအာကာကုသိုလ်ရှိရင်
အာကာဘုံပေါ့ကြော်လိုက်မယ်ဝိညာကုနေဝကုသိုလ်ရှိရင်နေဝဘုံဆိုပြီးတော့မဲကုတ်ကုသိုလ်ကံ6ပါးတဲ့ကတပါးပါးနဲ့ဇံရ၍တည်လွန်သွားရင်ဒီပုဂ္ဂိုလ်ဒီတေပြီးဒုတိယဘဝမှာကျင်းသည်ပြမဘုံသွားမယ်အတွေ့တဲ့ကုသိုလ်ထဲမှာကာမကုသိုလ်ရှိတယ်ရူပကုသိုလ်ရှိတယ်အရူပကုသိုလ်ရှိတယ်လောကုတ္တရာကုသိုလ်မရှိဘူးလားလောကုတ္တရာကုသိုလ်ဆိုတာလောကကလွန်မြောက်တဲ့ကုသိုလ်ဆိုတာမဲ့ကုသိုလ်ဆိုတာမကောင်းမှုကိလေသာကိုအမြင့်ပြတ်ဖြတ်တယ်မဲ့ဆိုဒီမှာမကောင်းမှုကိလေသာတွေကိုမြင့်ပြတ်ဖြတ်တဲ့ပယ်တတ်တဲ့သဘောဖိုးဆိုဒီမှာငြိမ်းချမ်းတဲ့သဘောဆိုတာသင်ပြီးပြီဟုတ်လားဒါဆိုရင်မဲ့ဆိုတာဖိုးဝဲအကျိုးပေးတယ်ဘုံဌာနအကျိုးမပေးတဲ့အတွက်ကုသိုလ်၄မျိုးမှာကုသိုလ်ဘက်ကပြောရင်ကာမကုသိုလ်ရူပကုသိုလ်အရူပကုသိုလ်အထိသည်လောကီကုသိုလ်ဒီဘက်ကလောကုတ္တရာကုသိုလ်မှာခုပရိသန္တိကျိုးကိုပေးတဲ့ပါကဒါနပရိယာယအရေးထဲမှာဒီမဲ့ဆိုတဲ့လောကုတ္တရာကုသိုလ်မပါဘဲနဲ့ဒီကုသိုလ်၃မျိုးထဲမှာကာမကုသိုလ်ရှိမယ်ရူပအရူပကုသိုလ်ရှိတဲ့ထဲမှာရူပနဲ့အရူပကုသိုလ်သည်မဟကုတ်ကုသိုလ်သည်အဲ့ဒီမဟကုတ်ကုသိုလ်ဆိုတဲ့ဇံရပြီးတော့ရပြီးဇံကသာမလျှောဘဲနဲ့ဒီဇံတစ်ခုခုနဲ့တေလွန်ခဲ့သည်ရှိတော်တေပြီးဒုတိယဘဝ၌ပြမဘုံကိုကျင်းတယ်အကျိုးပေးတဲ့အတွက်ကြောင့်မဲကုတ်ကုသိုလ်ကိုအားကြီးတဲ့ကုသိုလ်လောကီကုသိုလ်ထဲမှာကာမရူပအရူပမှာကာမဖယ်လိုက်ရူပနဲ့အရူပဆိုတဲ့မဲကုတ်ကုသိုလ်ဂရုကံလို့တောင်းတယ်ဂရုကံကုသိုလ်လို့တောင်းတယ်ဟုတ်ပြီလားအကုသိုလ်ဘက်ကပြောရင်ပိဿာနန္တရိယအကုသိုလ်ဒီလေဂရုကံအကုသိုလ်ဆိုပြီးဂရုကံမှာကုသိုလ်ဂရုကံအကုသိုလ်ဂရုကံမှာကုသိုလ်ဂရုကံဒီမဟကုတ်ကုသိုလ်ကံအကုသိုလ်ဂရုကံဒီဒါကို definition လေးဂရုကံဆိုတဲ့အဓိပ္ပာယ်ကိုပြောပါဆိုစကြည့်ရတော့မှာပေါ့တေကဒုတိယဘဝ၌အကျိုးပေးမြဲသောအာကြည်သောပိဿာနံစသည်တို့ဤဂရုကံမီဤဆိုတာဒါလေးသိထားဟုတ်ပြီနော်ကဲပြီးနံပါတ်1ကံကအာတဏကံစလုံးပေါင်းလေးသိရမယ်အဲ့မှာနကိုရေးနငယ်နှလုံးစင့်အာတဏကံမြန်ဖတ်လိုက်ရင်တော့အာတဏကံပေါ့သူစာကိုပြပြတတ်ဖိုင်အာတဏကံเนาะဒါကိုမြန်ဖတ်ရင်အာတဏကံရလားရှင်အာတဏကံအာတဏကံမှာဆိုတာအာတဏကံဆိုတာဘာလဲဆိုရင်တေခံနီးမှအမှတ်ရလာပြီးလာတာကိုအာတဏလို့သုံးတယ်တေခံနီးမှအမှတ်ရပြီးအဟောင်းပေါ်လာတယ်ဆိုတော့ခုနကဂရုကံမှာလည်းအချက်နှစ်ချက်ကိုကျွန်မတစ်နှစ်ရေးပေးသွားတယ်အဲ့ဒါကြီးတွေလိုက်အသေးစိတ်ရေးစရာမလိုကိုယ့်ရဲ့ဇယားလေးထဲမှာတစ်နှစ်ပြန်တက်ရမှာလीဒါကြီးကိုအကုန်လုံးပြန်လိုက်ပြီးတော့ရေးနေဘယ်စာရှင်းပြတာလွတ်မှာပေါ့လိုင်းတာပြတာလေးချိုင်ကိုကတားထားလိုက်ကိစ္စပြက်လားမပြက်ဘူးလားအဲ့ဓမ္မမိတ်ဆွေတို့ဇယားတွေကစာပဲလေနော်အာတဏကံဆိုတာဘာလဲလို့ပြောရင်တေဂာနီမအမှတ်ရကဟောအဟောင်းပေါ်လာတယ်ဆိုတဲ့အတွေ့အကြောင်းတေဂာနီကြတော့မှဖြစ်လာတဲ့ကံတွေကိုအာတဏကံနောက်တေဂာနီမအမှတ်ရရင်လဲအာတဏကံရှေးကလောက်ခဲ့ဘူးပြီးတော့အဟောင်းပေါ်လာတာလဲအာတဏကံဆိုတေဂာနီမအမှတ်ပြန်ရသွားတယ်ပြီးရင်အဟောင်းပေါ်လာတာကိုအာတဏကံဆိုတော့လွယ်လွယ်ပြောရင်သေခြင်းတရားနဲ့နိကပ်နေသောကံပေါ့ဒီကံပြီးတာနဲ့သေသွားမှာပေါ့သေခြင်းနဲ့နိကပ်နေတဲ့ကံကိုအာတဏကံလို့မှတ်ထားလို့ရတယ်ဒါဆိုရင်သေကံนี้မှာအမှတ်ရတာဒီသေခြင်းနဲ့နိကပ်တဲ့အတွက်ကြောင့်ဘာတွေရှိလဲနှစ်မျိုးရှိတယ်နံပါတ်1ကပြောရင်သေကံนี้မှပြုတ်ဘူးတယ်တဲ့သေကံนี้ကြမှာကပ်ပြုတ်ဘူးတယ်နောက်တစ်ခုနံပါတ်2ကရှေးကတော့လုတ်ခဲ့ဘူးပြီးတော့ဒီမှာတိတိကျကျပြောရင်သေကံนี้မှအမှတ်ရပြီးအဟောင်းပေါ်လာတယ်ဆို1 2အနေနဲ့ပြောရင်သေကံนี้မှပြုတ်ဘူးလေသေခြင်းနဲ့နေတာပေါ့နံပါတ်2ကအရှိကြီးပြောတာကိုဒီအောက်ကနေတွဲလိုက်ရင်ရှေးကပြုတ်ခဲ့ဘူးပြီးတော့မှသေကံนี้မှအမှတ်ရလာရင်လေအဟောင်းပေါ်လာရင်လေအဲ့ဒါအာတဏကံအဲ့ဒီမှာလေစေတနာကံလို့ရေးထားရင်အဲ့ဒီမှာကုသိုလ်လည်းရှိနိုင်တယ်အကုသိုလ်လည်းရှိနိုင်တယ်လို့နှစ်မျိုးမြင်ရမယ်ဟုတ်လားဒီဘက်တုန်းကဂရုကံမှာလည်းကုသိုလ်ရှိတယ်လို့အကုသိုလ်ရောမရှိဘူးလား
အဲ့ဒီလိုရှိတယ်လို့အမြဲတမ်းစေတနာကံလို့တွေ့ရင်ကုသိုလ်အကုသိုလ်နှစ်မျိုးပါတယ်ဆိုတာသဘောပေါက်ပါဒါဆိုရင်အာတဏကံကသေကံนี้မှာကပ်ပြုတ်ဘူးတယ်ဆိုဘဝတစ်လျှောက်လုံးကုသိုလ်တွေဘလောက်ပဲလှုပ်ထားသေခြင်းသေကံนี้အချိန်မှာမသေးသေးဘူးသေခြင်းနဲ့နီးကပ်နေတဲ့အချိန်မှာအကုသိုလ်တစ်ခုခုဖြစ်သွားရင်လေတဲ့တစ်သက်လုံးလှုပ်လာတဲ့ကုသိုလ်ကအကျိုးမပေးပဲနဲ့သေကံนี้မှာကပ်ပြီးလှုပ်သွားတဲ့အကုသိုလ်ကအကျိုးပေးသွားတယ်တဲ့အဲ့ဒါနဲ့အပေါ်လွင်ဆုံးသောဥပမာလေးကိုပြောပြမယ်ဆိုရင်เนาะတကယ်ဖြစ်ရကလေးကိုပြောမယ်ဆိုအခုကျမတို့ဒုတိယကမ္ဘာစစ်ကြီးအချိန်တုန်းကတောင်မြို့မာခန္ဓာယုံဆရာတော်ဘုရားကြီးတို့မှတ်မိလားမသိအဲ့ဒီကျောင်းနေရသိတယ်เนาะအမရပူရဒီမဟာခန္ဓာယုံကျောင်းကြီးမှာကျောင်းအမကြီးလည်းဟုတ်တယ်အဲ့ဒီတော့ရေတွေလည်းရှားနေတော့ရေချမ်းအမကြီးလည်းဟုတ်တယ်နော်သူကအမြဲတမ်းကုသိုလ်ကောင်းမှုနဲ့ဥပတ္တကပေါ့နော်ဥပတ္တိကတနည်းအားဖြင့်ဥပတ္တကမလို့သုံးညတကယ်တမ်းမြောက်ဥပတ္တိကဆိုတာအမျိုးသမီးဆိုရင်အမျိုးသားဆိုရင်ဥပတ္တကအမျိုးသမီးဆိုဥပတ္တိကလို့သုံးတယ်။ဒါပေမဲ့ကျမတို့ကဥပတ္တိကလို့ပြောရင်မိန်းမလားယောက်ျားလားမသိမှာဆိုတော့မြန်မာလူကြီးတွေကဥပတ္တိကမဆိုထည့်လိုက်တကယ်တော့မထည့်စရာမလိုဥပတ္တကလို့ပြောရင်ယောက်ျားဥပတိကာလို့ပြောရင်ဒါပဲเนาะဒါယကာဆိုရင်ဒါယိကာဆိုရင်ဒါဟိုပဲကျမတို့ကမသိမှာဆိုတော့မထည့်လိုက်တော့ဒါယိကာမဟုတ်တယ်လားเนาะဒါသိအောင်ပြောတာကျမတို့တွေမသိတော့အဲ့လိုသိအောင်ပြောပြတာဒါဆိုရင်အဲ့ဒီဥပတိကာပေါ့เนาะအဲ့ဒီเจ้าအမကြီးရေချမ်းအမကြီးရှိတယ်သူကကုသိုလ်ကောင်းမှုတွေဘဝတစ်လျှောက်လုံးပြုခဲ့တယ်အဲ့တော့သူ့တိမ်လွန်သွားတဲ့အချိန်မှာသားသမီးတွေကလည်းကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်နော်တေးပြီးတဲ့အချိန်မှာတက်ပြောက်စွန်းကတ်တယ်အမျှဝေးတယ်ပြီးရင်ရက်လေတဲ့အခါမှာလည်းရက်လေစွန်းအမျှဝေးတယ်ဒါလုံရုံထုံးစံဓမ္မတာအတိုင်းကျမတို့သားသမီးတွေမှာဝတ္တရား၅ပါးရှိတယ်နော်ကျွေးမွေးမပြတ်မိဘများရှိနေစေမှာကျွေးမွေးလည်းမပြတ်ရအောင်ဆောင်ရွက်စီမံဆိုတဲ့အတိုင်းမိဘများရဲ့လုပ်ငန်းဆောင်တာကိစ္စတွေကိုလည်းအသက်အရွယ်ကြီးလာပြီဆိုရင်ကိုယ်လုံနိုင်ပြီဆိုဆောင်ရွက်စီမံလည်းရှိရမယ်ပြီးမိဘများရဲ့လောကအမွေဓမ္မအမွေကိုလည်းခံတိုက်ရမယ်မွေခံတိုက်စီပြီးရင်နောက်ဆုံးမိဘများသေလွန်သွားရင်လှူမျှဝေ၍နော်ပြီးရင်မိဘများရဲ့အမျိုးအနွယ်ကိုစောင့်ရမယ်နော်မိဘများအလှူဒါနနဲ့နေတာလားသီလနဲ့နေသလားစသည်ဖြင့်စောင့်ပြီးမျိုးနွယ်ဝတ်ငါးတွေကျင့်ွယ်သားတို့တာဆိုတဲ့အတိုင်းမိဘများကွယ်လွန်သွားရင်ပြန်လုပ်ရမယ့်သားသမီးရဲ့ဝတ္တရားမှာလှူမျှဝေ၍ဆိုတာရှိတဲ့အတွက်ခုเจ้าအမကြီးရေစက်အမကြီးရဲ့သားသမီးတွေကလည်းအဲ့ဒီကုသိုလ်တွေလုပ်ကြတော့အဲ့ဒီမှာရှိတဲ့ဆရာတော်ကြီးကလည်းမာကဏယုဆရာတော်ဘုရားကြီးတောင်မြို့မာကဏယုဆရာတော်ဘုရားကြီးကလည်းเจ้าအမကြီးရဲ့ရေချမ်းအမကြီးရဲ့ဒီတက်ပြောက်စွန်းလဲအမျှတွေပါတွေဝေးတယ်ကုသိုလ်တွေလုပ်ပေးတယ်ပြီးရင်ရက်လက်စွန်းမှလည်းအဲ့ဒီမှာစွန်းနုမောဒနာပြုတ်ပြီးတော့ဥပိ္ပဒတာကနေလမ်းလျှောက်ပြီးပြန်လာတဲ့အချိန်တပါးတည်းပြန်လာပြီပြန်လာတဲ့အချိန်မှာပဲအနောက်ကနေခြေတန်လဲကြားရတယ်ခေါ်တန်လဲကြားရတယ်ဆရာတော်ဖျားဆိုလှည့်ကြည့်တော့ဘူးမှမရှိပေမဲ့ဆရာတော်ကအတန်ကြက်မိတယ်ဟဲ့ရေချမ်းအမကြီးလားဆိုမှန်ပါဖျားတပည့်တော်ရေချမ်းအမကြီးပါဟဲ့ဘယ်ရောက်နေလဲတပည့်တော်အခုဆရာတော်ဘုရားကြီးတို့သားသမီးတွေအမျှအတန်းဝေတာဆရာတော်ဘုရားတို့ရဲ့ကုသိုလ်တွေကိုအာယုံပြုတ်ပြီးတော့တပည့်တော်တာရုခေါ်ပြီးတော့ဆရာတော်ဘုရားကိုလာနှုတ်ဆက်တာပါဖေဟာခဏင်းဘယ်ဘဝရောက်နေလဲဆိုတော့သူပြိတ္တာဘဝရောက်နေတယ်တဲ့အခုတော့သူကျွတ်ပြီပေါ့ဆိုတော့နှုတ်ဆက်ပါတယ်ဖေဟာဟဲ့တက်ပြောက်စွန်းတော့ကလည်းအမျှအတန်းဝေတယ်လေတဲ့အဲ့ဒီတော့ကရောတာရုမခေါ်အောင်လားဆိုတပည့်တော်တာရုမခေါ်လိုက်ရဘူးတဲ့ဘာဖြစ်လို့ပြိတ္တာဘဝရောက်တာလဲလို့လည်းမေးတဲ့အခါတပည့်တော်သေဂာနီးအချိန်မှာသားသမီးတွေဝိုင်းငိုတဲ့အတန်ကိုဆွဲသွားမိပါတယ်ဖေဟာတဲ့အဲကြောင့်တတိထားရတယ်သားသမီးတွေဝိုင်းငိုတဲ့အချိန်မှာသားသမီးတန်ရောစင်ကိုသူဆွဲသွားတဲ့အတွက်သူဘဝတစ်လျှောက်လုံးကုသိုလ်တွေအများကြီးရှိပေမဲ့ဆွဲလန်းနေဆိုတဲ့လောဘအကုသိုလ်ကြောင့်လောဘစိတ်နဲ့တည်ခဲ့ရင်ပြိတ္တာဘုံတို့ဝင်ပိတ်တာမဟုတ်ဘူးနော်ခုထိပိတ်တာကြားသေးရဲ့နော်ပြိတ္တာဘုံတို့ဝင်ဆိုတဲ့အတိုင်းသူတပည့်တော်ကပြိတ္တာဖြစ်သွားတယ်ပြိတ္တာဖြစ်သွားပြီမဲ့တက်ပြောက်စွန်းအနေနဲ့ဒီကအမျှတန်းဝေတယ်တပိတ်တွတ်တယ်ပေါ့နော်တပိတ်ဘာညာတွေလုပ်ပြီးမဲ့အဲ့ဒီအချိန်တော့အမျှဝေတာတပည့်တော်မကြားလိုက်ဘူးဖေဟာဘာဖြစ်လို့လဲဆိုတော့တပည့်တော်အဲ့ဒီပြိတ္တာဘဝရောက်ပဲသူအတိတ်ကဟိုအဲ့ဒီเจ้าမကြီးရေချမ်းမကြီးဘဝတော့ကိုဒါနကုသိုလ်တွေအများကြီးမဟုတ်လား
ဒါနကုသိုလ်သည်ဒါနပြုရင်ဓနရတယ်သူပြိတ္တာဘဝရပြီမဲ့သူအစားရေးစားတွေအရင်ပေါ်တယ်ဒါကြောင့်သူ့ရဲ့အပေါင်းအသင်းပြိတ္တာဘဝမှာရှိနေတဲ့သူတွေကအဲ့ဒီเจ้าအမရေချမ်းအမကြီးကိုပြိတ္တာဘဝကျွတ်သွားမှစိုးတဲ့အတွက်တဲ့တာရုမခေါ်ရအောင်တပည့်တော်မေမြို့ရေတကွန်တောင်ခေါ်သွားပါတယ်ဖျားတဲ့ဆိုတော့မေမြို့ရေတကွန်တောင်မှာပစ်ကနစ်သူသွားထွက်နေရတယ်ဟုတ်တယ်လားအဲ့တော့ तू မကြားလိုက်ရဒါပေမဲ့ကုသိုလ်ဆိုတာဒါတစ်ချိန်လေးမှတော့ဒီလိုလစ်သွားပြီမယ်ကုသိုလ်ကလည်း तू လုပ်ခဲ့တဲ့ကုသိုလ်တွေကအများကြီးမဟုတ်ဘူးလားအဲ့တော့အခုဒီရက်လေစွန်းမှာတော့တပည့်တော်ကောင်းကောင်းသားတို့လည်းခေါ်ပါပြီဖျားတဲ့ဒါကြောင့်တပည့်တော်ဆရာတော်ဖျားကိုနှုတ်ဆက်ပါတယ်ဆိုပြောချင်တာဘဝတစ်လျှောက်လုံးကုသိုလ်တွေဘလောက်လှုပ်ထားဟုတ်တယ်လားတေဂန်နီးနဲ့ကတ်သွားရင်အကုသိုလ်တစ်ခုခုလောဘနဲ့ဖြစ်မယ်ဒေါသတချို့ဆိုရင်တေဂန်နီးအချိန်မှာနော်မတေခင်အချိန်မှာရောတေဂန်နီးအချိန်မှာရောဝိုင်းငိုတဲ့အခါမှာ तू လည်းမျက်ရည်ကျတာတွေမရှိဘူးလားအဲ့ဒါမျက်ရည်ကျတယ်ဆိုတာဒေါသနော်ဒါဆိုရင်ဘာဖြစ်မလဲငရဲကြမှာငရဲဓမ္မမိတ်ဆွေနဲ့ခံစားနေတဲ့ယောဂဝေဒနာတွေပေါ်မှာနားတယ်ကျင်းတယ်တချို့ဆိုဒေါသထွက်တယ်လေမခံနိုင်ဘူးအဲ့ဒါဆိုရင်လေငရဲပဲနော်တချို့ကြရင်တွေးဝေမိန်မောပြီးတော့ဘာမှမသိပဲနေအဲ့ဒါတရစ္ဆန်ဒါကြောင့်တေဂန်ဤအချိန်မှာအကုသို့မဖြစ်စေဖို့ကိုယ်တိုင်လည်းမဖြစ်အောင်ခရုစိုက်ရမယ်ကိုနဲ့ဆက်တဲ့မိသားစုဝင်နေကိုမိတ်ဆွေတင်ငါဟာဘာညာဆိုရင်လေအကုသို့မဖြစ်အောင်တေခြင်းနဲ့နေလာလေးဒါတေဖို့နေမကောင်းဖြစ်တယ်ဆိုတာဒီပင်လေကိုဘဝဒီကုသိုလ်နဲ့လာတာဆိုရင်ဇနကကံကပဋိသန္ဓေပုဒ္ဓိဝိဘက်ကတ္တတာယုတ်ကိုဖြစ်စေတဲ့နေရာကောင်းကျိုးပဲဖြစ်ရမှာမဟုတ်ဘူးလားနေထိုင်မကောင်းဖြစ်လာတယ်အစင်မပြေဖြစ်လာတယ်ဆိုတာဇနကကုသိုလ်ကံရဲ့အကျိုးပေးမဟုတ်ဘူးဘာရဲ့အကျိုးပေးလာအကုသိုလ်ဥပပိလကလာနှိမ့်ဆက်တယ်ဒါကြောင့်နေထိုင်မကောင်းဖြစ်အကုသိုလ်ဝင်လာပြီအကုသိုလ်နှိမ့်ဆက်နေပြီဆိုတာသိရမယ်နေမကောင်းဖြစ်တာဒီစာလို့ပြောရင်ဗျာတိပေါ့အိုလာတယ်ဆိုတာကလည်းကုသိုလ်ကံရော့လာပြီဟုတ်တယ်လားတေခြင်းနဲ့နီးလာပြီဆိုတာသင်္ကေတပဲလေဒါဆိုရင်အိုလေးလေးကုသိုလ်ပို့လုပ်ရမယ်နားရင်ရောကုသိုလ်လုပ်ရမယ်နားပြီးရင်ဘာလာနိုင်လဲသေတာမသေးရင်လည်းမသေးဘူးသေရင်လည်းသေမယ်ဆိုတော့ဘာပဲပြောပြောသေပေါက်သေဝရောက်လာခံနေပြီဆိုနာလာတဲ့အချိန်မှာလည်းတတိတန်ဝေကကုသိုလ်ပို့တိုးလို့ရဒါကြောင့်နေထိုင်မကောင်းဖြစ်လာပြီဆိုရင်လေဒီဖြစ်နေတဲ့ယောဂဝေဒနာအပေါ်မှာဒေါသမဖြစ်နဲ့စားကျင်တာမစားရလို့တချို့ကနေခြင်းတလို့မနေရလို့ဘဲမှမသွားရလို့ဆိုဒေါသထွက်နေတာရောမရှိဘူးလားအိုလာရင်လည်းဒီတိုင်းပဲလေအရင်လိုသွားလာလုံးလို့မရတော့ဘူးလေဟုတ်လားနေရာတိုင်းပွဲတိုင်းသွားလို့မရတော့အိုလာပြီဆိုရင်ကျမတို့ဆိုရင်မဲ့တာရေးနော်ကုသိုလ်ကောင်းမှုကိစ္စတွေနေရာမျိုးဆိုရင်တော့မှကျမတို့အရှိတမ်းမနေနိုင်တော့ဘာဖြစ်လို့လဲဆိုမထိုင်နိုင်တော့အောက်မှာဆရာတော်ကြီးတွေကြွလာမင်းဘာညာဆိုရင်ဒီ6တောက်အနေထားနဲ့ထိုင်မရရင်ဟိုးဝေးရနေရတယ်ဆိုကြာလာတော့ဆရာမလည်းဖြစ်နေတယ်ဆိုဆရာတော်ကြီးတွေကိုကွာသွားပြီးတော့နှုတ်ကိုဆက်ရမှာထိုင်ဝတ်ကြောရမှာထီချင်း၅ပါးနဲ့ထီချင်းမ၅ပါးမလွတ်နိုင်တော့ထိုင်ရက်နဲ့ဒါဆိုမတ်တက်ရက်ပြီးတော့ပဲအပေါက်ဝကနေနှုတ်ဆက်ပြီးဟိုးခက်ဝေးဝေးရနေပြီးတော့ရှေ့နားမှာလည်းကလည်းထိုင်နဲ့ထိုင်လို့ဘယ်ကောင်းမှမလဲဘာကျမတို့ဗုဒ္ဓဘာသာတွေရဲ့ထုံးတမ်းစင်လာကလည်းအောက်မှာထိုင်ရတာဆိုတော့ဘလို့မှမရအောင်ဆိုတဖြည်းဖြည်းနဲ့ဒီလိုပွဲတွေရှောင်ရပြီလားမရှောင်ရဘူးအဲ့ဒါဒီလေဒုက္ခတစ်မျိုးပဲလေဒါဆိုရင်လဲတန်ဝေကရတော့မယ်ငါအရင်လိုတိတ်မလုံနိုင်တော့ဘူးသွားကျင်တိုင်းလဲသွားလို့မရတော့တယ်လို့စားကျင်တိုင်းလဲစားလို့မရအဲ့ဒီအချိန်မှာတတိတန်ဝေကနဲ့ဒီပေါ်မှာဒေါမနတတာဟာကိုဖြစ်လို့မရဘူးတတိနဲ့ဒါပေါ်မှာစင်းရဲလေတန်ဝေရဒီအချိန်မှာကုသိုလ်ပူအားလောက်ရမလားမလောက်ရဘူးနောက်ဆုံးနေထိုင်မကောင်းဖြစ်လေဒီပေါ်မှာခံနိုင်ရရှိအောင်လုပ်ရမယ်အဲ့ဒီလိုခံနိုင်ရရှိဖို့ဆိုတာတမထဘာဝနာနဲ့မှခံနိုင်ရရှိတယ်သမထအနေနဲ့ဖရာအာယုတခုကိုအာယုပြုနိုင်ရင်ဖြစ်စေမေတ္တာပွားနေရင်ဖြစ်စေဝင်လေထွက်လေပွားနေရင်ဖြစ်စေဒါသမထအာယုဒီတဲ့အကောင်းဆုံးကဝိပဿနာပဲဒီပေါ်မှာနာကျင်ခံခက်နေတဲ့သဘာဝတွေတောက်လာတယ်တင်းလာတယ်အေးဆက်နေတဲ့သဘာဝတွေရှုမှတ်ခြင်းနဲ့ကြော်လွှမ်းနိုင်အောင်ဒါကြောင့်ကောင်းနေတဲ့အချိန်မှာကျမတို့ခဏရွတ်တတ်ပါတယ်နော်အသေးမဥခင်ညံဥအောင်စိုင်းပုတ်ကြီးတောင်ချိန်ထားတယ်ဟုတ်တယ်လားအဲ့ဒါပါဇက်ဖြားပဲဟုတ်တယ်လားဒါကြောင့်အသေးမဥခင်အနာမဥခင်နော်ကျမတို့ညံဥအောင်ဆိုတာဝိပဿနာအလုပ်ဒီအဲ့ဒီဟာတွေကိုရင်ဆိုင်နိုင်တဲ့လည်းနဲ့ဒါကြောင့်ကျမ်းမာနေတဲ့အချိန်မှာတစ်ဖက်ကကုသိုလ်ကောင်းစာတွေကိုလည်းသင်ရမယ်တရားကိုလည်းစနစ်တကျအထုတ်ထားရင်အဲ့ဒါဒီခံနိုင်ရင်ရှိလာလိမ့်မယ်အဲ့ဒီလိုဆိုလို့ရှိရင်ကိုနေမကောင်းဖြစ်လာပြီဆိုရင်ပဲကိုယ့်ဟာကိုတရားနာလို့ရတယ်ကိုနာနေကြတရားအာယုံတစ်ခုခုနဲ့နာအဲ့ဒီအချိန်အယမ်းနေမကောင်းရင်ဟောတရားမရတော့
ဟောတရားဒီဘာတွေဟောသွားမှမသိတော့အဲ့ဒါကြရင်ရွတ်တရားဆိုတဲ့ဥမာဆိုတော့ပဋ္ဌာန်းတော်၎င်းနော်ဟလာခုမေတ္တာသုတ်တော်၎င်းတခုခုဆရာတော်တွေရွတ်နေတာမျိုးမဟာတရဏဂုံတော်ကြီးတို့တော်၎င်းခုဆိုရင်မဟာသမယသုတ်တော်တို့၎င်းစသည်ဖြင့်အဲ့ဒါလေးတခုခုအမြဲတမ်းနားထဲမှာနာပြီးတော့နေနိုင်အောင်ကြိုးစားဒါကြောင့်နေထိုင်မကောင်းဖြစ်လာရင်တရားဓမ္မအာယုန်နဲ့များများနေစိတ်ထဲမှာလည်းတန်ဝေကယူရမယ်ငါသည်အချိန်မရွေးတည်နိုင်တယ်ဟုတ်ပြီလားအဲ့ဒီလိုနီးနဲ့စူးစမ်းရင်တကယ်လို့များတည်သွားရင်လည်းအာတဏကံကောင်းဖြစ်မှာတချို့အဲ့လိုသဘောမပေါက်တဲ့အတွက်ဘာဖြစ်ကြပြီလဲဆိုရင်နေမကောင်းလို့ရှိရင်တရားခွေလေးတချို့ခုလိုတင်ထားတယ်အပြီးဓမ္မတင်ထားတဲ့သူတွေဘာတွေကသားသမီးတွေကမိဘများနေမကောင်းရင်ဘာလုပ်ပေးလဲတရားလေးဖွင့်ပြီးငါ့ကိုနင်တို့ကတေခံနေမို့လို့လောက်တာလားဆိုတချို့ကအဲ့မှာဒေါမနတတာဟာကုဖြစ်လားမဖြစ်ဘူးလားဖြစ်သေးတယ်အဲ့ကြောင့်အဲ့ဒါဒီလေနောက်ပိုင်းသင်ရလိမ့်မယ်အဲ့ဒါယောနိတော်မနတိကာရဆိုတာနှလုံးသွင်းမှန်မှကုသိုလ်ဖြစ်တယ်အာယောနိတော်ဆိုတဲ့နှလုံးသွင်းမှားလိုက်တာ ਨੇ အကုသိုလ်ကအချိန်မရွေးဖြစ်နိုင်တဲ့အတွက်ကြောင့်ခုလိုအာတဏကံနဲ့ပတ်သက်ဓမ္မမိတ်ဆွေတို့သိထားရလိမ့်မယ်ဒါကြောင့်နေထိုင်မကောင်းဖြစ်မိတ်ဆွေသင်္ကားတွေနေထိုင်မကောင်းဖြစ်ရင်လည်းတည်င်းမမေးနဲ့မေတ္တာပို့နောက်ဆုံးသိရင်နေလို့တရေမေးသွားမယ်ဆိုလေကုသိုလ်ကောင်းမှုကြိုတင်လှုပ်သွားပြီးတော့သူ့တည်းရည်စူးပြီးတော့စိတ်အေးချမ်းချမ်းနဲ့ဘာဖြစ်လဲဘာဝေဒနာလဲဟဲအဲ့ဒါဆိုတချို့ဘယ်သူကတော့သေပြီတဲ့တချို့ကအဲ့ဒါလူမမာမေးရအသက်ထွက်အောင်မေးတာမရှိဘူးလားအဲ့လိုနေဘရောမှမလုပ်အောင်နားလေလားဘာဖြစ်တယ်လဲမမေးနဲ့အဓိကဟိုဒါဖြစ်လာလို့ရှိရင်စိတ်ထဲမှာအေးချမ်းချမ်းရှိမင်းအတွက်တော့မင်းဖျားမသွားနိုင်သေးဘူးငါသွားလာတယ်ဟလာဖះရေတက်ပဲခဲ့တယ်ရွှေသင်္ကန်းလှူခဲ့တယ်ဟောမင်းတို့ငါတီလာတွေလည်းစောက်တည်ခဲ့တယ်အဲ့ဒီကုသိုလ်အများပေးတယ်စိတ်အေးချမ်းချမ်းနဲ့နေအဲ့လိုမျိုးလေးပြောရင်အဲ့ဒါလူမမာမေးရအဲ့လိုမေးရတယ်လူမမာကိုအားတက်စေအောင်မေးရတယ်နောက်ဆုံးနာရေးအချိန်ကြာလို့ရှိရင်လည်းကျမတို့တွေကအရင်တော့မတာတစ်ခေါက်ကြောင်းစေကောက်တဲ့ဟုတ်လားဘာပြောတာလဲမတာတစ်ခေါက်သွားပုတ်လိုက်တာဒီကျောင်းစေခေါက်သွားတာနဲ့ကုသိုလ်ကညီတယ်ဘာလို့ဆိုအတုပကမ္မထံကိုစီးဖြန့်၍တော်၎င်းမရဏနုတ္တိကမ္မထံကိုစီးဖြန့်၍တော်၎င်းအဲ့ဒါဒီအကျိုးအမြတ်များတယ်အခုကတော့ကျမတို့မြန်မာနိုင်ငံမှာရန်ကုန်မှာနေတဲ့အခါမှာကျမတို့တင်းကြိုင်းနေပါတွေကလည်းအဝေးကြီးပဲဟုတ်တယ်လားသူအတုပအိမ်ကနေပြီးတော့ကျမတို့ကကားတွေနဲ့သွားရင်လေလမ်းမှာမင်းနေတွေဘာတွေတွေးပြီးတော့ဟိုရောက်တဲ့အခါမှာဟိုကတကြိုတောင်ပြီးရင်ပြီးတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ကျမတို့လည်းပို့ဘူးတာပဲအရင်တော့လိုက်ပို့တဲ့အချိန်ကျရင်ကားပေါ်မှာကြည့်လိုက်တန်ဝေကမရအောင်နော်မတွေ့တဲ့သူတွေတွေ့လာတော့စကားတစ်ဖောင်ပေါင်းနဲ့ဟိုရောက်လို့ရှိရင်လေဝုံတိုင်းမှီရင်လေပြေးကြည့်လိုက်သေးတယ်ဟဲဟိုကအကြီးတော့ဒီကအငယ်တော့ဟောဇလက်လာသေးတာဟုတ်လားမဟုတ်ဘူးလားဟိုကငယ်တယ်ဒီကငိုတယ်ဇလက်နေဟာတန်ဝေကရလားမရအောင်တွားကြည့်ပြန်တော့လေဟဲအနံ့ထွက်နေတာလာသေးတယ်ဟုတ်တယ်လားဟဲပြုံးနေတယ်လို့ပဲအိတ်နေပြီမဲ့ချစ်စရာလေးအပိုတွေလုတ်နေတာတွေအများကြီးဆိုအဲ့ဒါကျောင်းဆယ်ခေါက်ထက်အကျိုးမများပါဘူးဓမ္မမိတ်ဆွေများနော်မတာတစ်ခေါက်ကျောင်းဆယ်ခေါက်ဆိုကျောင်းဆယ်ခေါက်သွားတာထက်တော့အကျိုးမများဘူးသူတစ်ခေါက်ကအဲ့ဒါမျိုးတွေလည်းဖြစ်တယ်နောက်တစ်ခါနာရေးသွားမင်းရင်လေကြံနေတဲ့သူကတောကတွေနဲ့ကြံနေတဲ့အချိန်မှာသွားပြီးတော့ဘာဖြစ်တယ်လဲဘယ်တော့ကလဲဟဲဟုတ်တယ်ဆိုဟိုကတယောက်လားဒါဆိုကျမအဲ့ဒါတိတ်မုန်းတာပဲနော်အဲ့ဒါကျမကငားလက်ဆိုရင်တော့ကျမကက်ဆက်အတန်သွင်းထားမှာဘာဖြစ်တယ်လဲတောက်ကဲပြောအဲ့မှာနားထောင်နောက်တစ်ယောက်လာလဲဘာဖြစ်တယ်လဲအဲ့ဒါကွာစီစားလိုက်ဖယုံစီစားလိုက်နော်တောမနတတဟကုတ်လက်ဖက်က3-4လောက်ကျက်သွန်ညောများနဲ့ဘိုက်ကားအောင်တုတ်ပြီးလင်ဆိုတဲ့အတိုင်းတန်ဝေကမရဘူးအဲ့နာရေးမှာကြုံနေရတဲ့ကျန်တဲ့သူတွေကပို့ပြီးတော့ပူဝင်တော့ကများလားများဒုက္ခများလဲတယောက်မေးမျက်ရည်ကြတယောက်မေးငိုစရာမျက်ရည်တော့မကြံပြီးလဲပြီးရောသူလဲအသက်ထွက်လာအဲ့ကြောင့်ကိုကအဲ့လိုမျိုးနဲ့လည်းမလုပ်အောင်ကျမတို့တွေရဲ့နာရေးနော်ခုနပြောသလိုဟလာလူမမာမေးတွေအများကြီးပြင်စရာတွေအများကြီးရှိတယ်ဒါကြောင့်ပြောချင်တာအဲ့ဒီကိစ္စတွေမတိုင်ခင်ကို့အလှည့်ကြရင်ကျမတော့အမြဲအလေးကျင့်လုပ်ထားကျမနေမကောင်းရင်ဘယ်သူနဲ့မှမတွေ့ဘူးမပြီးပဲဟုတ်ပြီနော်ကိုယ့်ဟာကိုယ်ပဲကြော်ဖြတ်မယ်စိတ်ယုံနေပါလေလဲတိတဲ့အချိန်ကတော့မှားတာမပို့နဲ့ကိုယ့်ဟာကိုယ်အေးစစ်စစ်နဲ့သွားနိုင်အောင်တော့ကြိုးစားရမလားမကြိုးစားဘူးကိုယ်လဲလိုက်ပြီးတော့မမေးဘူးဓမ္မမိတ်ဆွေတော့ဓမ္မမိတ်ဆွေတို့နေမကောင်းရင်လဲတိတ်မလွှဲမဆောင်တာကြမှာလှမ်းအချောင်းကြနော်ဟိုဟာဖြစ်ရင်ကိုယ့်ဟာနဲ့ကိုယ်ကြော်ရမှာကြီးပဲဆိုတော့ဒါပါလဲဆိုအာတဏကံမှာကျမတို့ကုသိုလ်စိတ်နဲ့ကြော်နိုင်အောင်လုပ်ရမယ်အကုသိုလ်စိတ်နဲ့သွားရင်သွားရောတဲ့နော်ဒါကြောင့်ဘဝတစ်လျှောက်လုံးမှာအဲ့ဒီမထေရနော်ယဟန္တာမထေရရှင်သောနာမထေရအဲ့ဒီယဟန္တာမထေရရဲ့ဖခမီးတော်ကနော်ငယ်စဉ်ကာလတည်းကအမဲလိုက်မိုးဆိုးကြီးသူကလှုပ်လာ
နော်ငယ်စဉ်နဲ့အမဲလိုက်မုတ်ဆိုကြီးလှုပ်လာပြီးတော့သူ့သားလေးကတော့သာသနာပေါင်းဝင်ပြီးယဟန္တာဖြစ်သွားတယ်နောက်ဆုံးသူအသက်အရွယ်ကြီးလာတဲ့အချိန်အဲ့ဒီမုတ်ဆိုကြီးကအသက်အရွယ်ကြီးလာတဲ့အချိန်သူကသူဒုတ်သားလေးများတွေဘာမှမကင်နိုင်တဲ့အချိန်မှာကြတော့မထူးပါဘူးသားယဟန်စီမှာသွားပြီးတော့သူကလည်းကိုရင်ကြီးသွားဝစ်နေကိုရင်ချင်းဝစ်ပြီးတော့နေရင်းနဲ့တိုးတိုးပြောရင်တေတော့မှာပေါ့တေတော့မဲ့အချိန်မှာပဲတခါတည်းတေကန်นี้အချိန်မှာပဲသူကအော်ဟစ်ရုံးကန်ပြီးတော့သူနေတယ်ဟဲ့မောင်းကြပါဟဲ့စီးကြပါဟဲ့ငါ့ကိုခွေးတွေလိုက်နေပြီးမီးတွေပူလိုက်တာဆိုလူးလွတ်နေတဲ့အချိန်မှာသားယဟန္တာမထေရစင်ကျင်လိုက်တယ်တော့ငါဖခင်ကတော့ဟလာငရဲနမိတ်တွေထင်နေပြီဆိုငရဲကြကန်နေပါဆိုငရဲမီးတွေငရဲခွေးတွေနဲ့မောင်းမစီးပါဟဲ့ဆိုအဲ့ဒါပြောငါကဲ့သို့သားယဟန်ရှိပါရဲ့နဲ့ငါဖခမီးတော်ကငရဲကြသွားရင်မသိတော့ဘူးဆိုပြီးတော့ဘာလုပ်လဲဆိုရင်ဒီတတိတေခြင်းနဲ့တော့နီးနေပေမဲ့ဝေးနည်းနည်းလေးလိုနေသေးတဲ့အချိန်ဆိုတော့ကိုရင်နေចောင်းသားတွေကိုပန်းနေခူခိုင်းပြီးတဲ့အခါမှာပန်းကက်လက်ကြီးလုပ်ပြီးတော့ဒီသူ့ရဲ့ဖာခမီးတော်ဦးစင်းကြီးကိုရင်ကြီးနေတဲ့တလွန်ညောင်ဆောင်မှာမပြီးတဲ့အခါဖះရင်မြင်တော်နဲ့နေတော့ဖះရင်မြင်တော်စီမသွားပြီးတော့ဟလာကိုရင်ကြီးဟိုမှာကြီးဖះရင်မြင်တော်ရောက်နေပြီဟဲ့မှာပန်းနေကိုရင်ကြီးကိုစားကက်ဦးစင်းကြီးမဟုတ်တော့ကိုရင်ကြီးကိုစားကက်အာယုံပြုဆိုတော့တစ်ချက်တော့တတိလေတဲ့အချိန်မှာအဲ့ဒါဖះကိုအာယုံပြုတယ်ပန်းကိုလည်းအာယုံပြုတယ်ပြီးငိမ့်ကြသွားတယ်ငိမ့်ကြသွားပြီးတဲ့အခါခဏနေတဲ့အခါဟဲ့သားတဲ့ဖဲဖဲမင်းမိတွေတွေလာနေပြီတဲ့ဘာပြောရလဲမင်းမိတွေတွေလာနေပြီဆိုသူ့ရဲ့အမေရင်ဒီယဟန်တော်ရဲ့အမေရင်သာရှိရင်ယဟန်တော်စီဘယ်လာမလဲဟုတ်တယ်လားသူအိုမင်းမစွမ်းဖြစ်တဲ့အချိန်မှာသူ့မိန်းမနဲ့သူနေမှာပေါ့အခုအမေလှုပ်တဲ့သူကလည်းမရှိသူ့မိန်းမဆိုတဲ့သားယဟန်ရဲ့မေရွာတေလွန်သွားပြီလေတေလွန်သွားတဲ့အတွက်ကြောင့်သားယဟန်စီမှာ तू ကလာပြီးတော့ကိုရင်ကြီးဝတ်တာမဟုတ်ဘူးလားအခုဟဲ့သားဖဲဖဲတဲ့မင်းမိတွေတွေလာနေပြီဆိုတော့အဲ့ဒါနတ်သမီးတွေသူမြင်နေပြီနတ်သမီးတွေမြင်တော့ဟိုသားယဟန်ကလည်းဗာဖြစ်ဩငါဖာခမီးတော့ကောင်းတဲ့နမိတ်ထင်သွားပြီဆိုပြီးတေလွန်သွားတဲ့အခါနတ်ပြည်ရောက်သွားတယ်ဆိုလိုနေတာဘဝတစ်လျှောက်လုံးမကောင်းတာတွေဘယ်လောက်လုပ်ခဲ့တေကန်ဒီအချိန်မှာကုသိုလ်စိတ်နဲ့သွားရင်တော့လေဘာဖြစ်မှာလဲနတ်ပြည်ကိုရောက်နိုင်တယ်နော်အဲ့ဒါမျိုးအနေထားရှိတော့ကျမတို့ငယ်စဉ်ကျမစာတင်သားဘဝတော့ဖေဖေကျမတို့ဖေဖေကအဲ့လိုပြောပြတဲ့အချိန်မှာကျမအားကြတယ်သိလားအဲ့ဒီအတန်နဲ့ကံမှာအားကြတယ်ငါတစ်လျှောက်လုံးမကောင်းတာလုပ်ခဲ့ငါအနာမှာငါတေခံနေမှာဖေဖေရှိလို့ရတော့နော်ငါအတွက်ကတော့ဂုရှယ်ပဲဟုတ်တယ်လားအဲကြောင့်ကျမအဲ့ဒီအတန်နဲ့ကံနဲ့ရမှာကျမစတာအကြီးကြီးလုပ်ပြီးတော့အာတဏကအရေးကြီးသည်ဖေဖေကပြောတယ်ကလျာဏမိတ်တလိုအပ်တယ်တဲ့တေခံနေအချိန်မှာဒါကြောင့်ကလျာဏမိတ်တအရေးကြီးတဲ့ကြောင့်အာတဏကအရေးကြီးငါနာတွင်ဖေဖေရှိရလိုအပ်သည်ဆိုမှတ်တမ်းရေးထားတယ်နော်စိတ်ထဲမှာလည်းအဲ့ဒီယဟန်ကြီးကိုအလားဒီဥစဉ်ဒီကိုရင်ကြီးကိုသဘောကျလာတခြားလုံးအကုသိုလ်တွေလုပ်ပေမဲ့တေခံနေအချိန်မှာကုသိုလ်စိတ်နဲ့တေခွင့်ရပြီးတော့နတ်ပြည်ကိုရောက်သွားနိုင်တယ်ဆိုတော့ကိုကကုသိုလ်လုပ်ဖို့စိတ်မကူငယ်သေးတာ哦အဲ့တော့အသက်20တော့မပြည့်သေးဘူးဆိုတော့လေအပြီးဒီမှာတင်နေတဲ့အချိန်စိတ်ထဲမှာသိအားကြဖေဖေရှင်းရန်အရေးကြီးအဲ့လိုမှတ်တမ်းကိုလုပ်ထားတာဒါကြောင့်အာတဏကံဒီတကယ်တမ်းကျတော့မဟုတ်ဘူးနော်အဲ့တော့ပြောပြအဲ့ဒါလေးပဲအဲ့ဒါကြောင့်အာတဏကံဒီအရေးကြီးတဲ့အတွက်ကိုလည်းနေထိုင်မကောင်းဖြစ်ရင်ကုသိုလ်နဲ့နေထိုင်အောင်ကြိုးစားလောဘနဲ့မတွေ့နဲ့နော်သားသမီးလည်းမတွေ့နဲ့စီးစိမ်ဥစ္စာတွေလည်းမတွေ့နဲ့အဲ့ဒီအချိန်မှာများမလိမ္မာတဲ့သားသမီးတွေကနေထိုင်မကောင်းဖြစ်နေအမေမိကန်တိတ်တာတော့ဘယ်မှာထားတယ်လဲဒီလိုလာမေးမယ်ဟုတ်တယ်လားအမေအကျွေးပေးဖို့ဘယ်လောက်ရှိတယ်လဲဟုတ်တယ်လားဘသူစီကဘာရအဲ့လိုမျိုးလာမေးတဲ့သူနဲ့ဆိုရင်ကိုအတဏကမှာအစင်းကိုဘိန်းနဲ့တက်ပြီးတော့တွန်းချတာနဲ့တူလားမတူလားဒါကြောင့်နားလေရင်အဲ့ဒီလိုနောက်တစ်ခါကိုမိဘဒီနေထိုင်မကောင်းဖြစ်တာကိုဆွေမျိုးတွေနေထိုင်မကောင်းဖြစ်လဲမငိုနဲ့ဓမ္မမေရှိရုပ်ရှင်တွေမှာသာငိုကြတာရုပ်ရှင်တွေမှာလည်းငိုကြတယ်လို့ရုပ်ရှင်တွေမှာလည်းတေတော့မဲ့အမေကမတေနိုင်သေးဘူးလေသားကိုစောင့်နေတာသမီးကိုစောင့်နေတာအားလုံးအကုန်လုံးကိုလိုက်လေကြည့်ပြီးတော့မှမှားတန်းတွေချွေပြီးတော့ညက်ရည်ရလည်းဘေးရကြပြီးတော့ဒန်းဆိုတည်သွားတယ်အဲ့ဒါဆိုရင်ကျမတို့အဘိဓမ္မာနဲ့ဆိုရင်ဘေးကိုရောက်မှာလေရဲပဲကြောက်စရာကြီးเนาะဒါကြောင့်အာတဏကံဆိုသည်မှာသေဂာနီးမှပြုတ်ဘူးဒါဆိုလို့နောက်တစ်ခုကရှေးကပြုတ်ခဲ့ဘူး၍သေဂာနီးမှအမှတ်ရကအဟောင်းဆိုတစုံလုံးမှာကုသိုလ်တွေဘလောက်လောက်ခဲ့ပြီးဒီသေဂာနီးအချိန်မှာ
ကိုကလုတ်ခဲ့ဘူးတဲ့ကုသိုလ်တစ်ချက်ကလေးကိုတတိယရင်လေအဲ့ဒါကုသိုလ်အတဏကံကြောင့်သူဂတိရောက်ခဲ့တယ်တခြားလုံးကောင်းကောင်းနေခဲ့ပြီးတော့တေကံนี้ကြတော့မှအကုသိုလ်တစ်ခုအမှတ်ရရင်လေအပေကိုကြတယ်မြတ်စွာကတ္တပမြတ်စွာဘုရားရှင်လက်ထက်တုန်းကလူတွေရဲ့အသက်တန်းဒီအနှစ်2000အသက်ရှိတယ်အနှစ်2000လုံးလုံးအဲ့ဒီယဟန်တစ်ပါးယဟန်ငယ်တစ်ပါးဒီအနှစ်2000လုံးလုံးဝီနီးတိတ်ခါကိုလုံးလုံးချုံချုံသူစောင့်ထိန်ခဲ့တယ်သူပြန်လွန်ကန်နေတဲ့အချိန်မှာသူ့ဝီနီးကိုပြန်စစ်တယ်သူ့တီလာလုံရဲ့လားလို့ပြန်စစ်တဲ့အချိန်မှာတခုတော့ရေလန်းခရီးနဲ့အပြန်အလာလေးမှာကန်းကိုအတက်ကလေးမှာလှေရလူးသွားတဲ့အတွက်ဆွဲမိဆွဲရဆိုပိန်းရွက်ကိုဆွဲပြီးတော့သူအတက်မှာပိန်းရွက်ကပြက်ပြီးတော့လက်ထဲမှာပါလာတယ်အဲ့ဒါလေးဒီအာဘတ်တင်သွားတယ်အဲ့ဒါလေးကိုသူမဖြေမိတဲ့အတွက်သူ့တီလာတစ်ခုလုံးပြန်ဆင်ကျင်တဲ့အချိန်မှာဒီဝီနီးပြစ်ချက်ကလေးတစ်ခုသူသွားတွေ့တဲ့အတွက်ငါမှာတော့ဒီအာကုသိုလ်လေးတစ်ခုရှိပါလားဆိုဝီနီးအပေါ်မှာဝိသိကိစ္စလို့ခေါ်တယ်နော်ဒီပေါ်မှာတန်တရားလေးရှိပြီးတေလွန်သွားတော့အကုသိုလ်ကံကြောင့်တဲ့အဲ့ဒီနေမြစ်အဲ့ဒီမြစ်ကမ်းရဲ့ဘေးမှာပဲနော်ပိန်းကောလေပမာဏရှိတယ်ဘာကြီးသွားဖြစ်တယ်ငကားကြီးသွားဖြစ်တယ်ဆိုတော့အဲ့ဒါအကုသိုလ်ကံပဲဆိုလို့နေတာဓမ္မမိတ်ဆွေဘဝတစ်လျှောက်မှာကုသိုလ်တွေအကုသိုလ်လေးတေးသေးလေးတစ်ခုလုပ်ခဲ့လေတေကံนี้မှာအမှတ်လာရတာရောမရှိဘူးလားဒါကြောင့်ကျွန်တော်တို့ကကုစားနေမှာကိုလုပ်ခဲ့ဘူးတဲ့မကောင်းမှုတစ်ခါလေကြရလေကိုမေ့ခြင်းနဲ့အကုသိုလ်ရှိလားမရှိလားပြန်ငယ်တော့မသိဘူးပေါ့ငယ်တော့မသိပဲလုပ်ခဲ့ပြီးတော့ပြန်စင်းဆိုင်ငါအဲ့ဒီအကုသိုလ်ရှိတယ်ဆိုတာသတိပြန်ရတာရှိတယ်အဲ့ဒါကိုမေ့ခြင်းနဲ့မမေ့ပြဘူးပြောရင်ခုပြောရင်လည်းကျွန်မပြောမိတော့မယ်နော်အဲ့ဒါကျွန်မမှလုပ်ခဲ့ဘူးတဲ့အကုသိုလ်ရှိတယ်အဲ့ဒါပြောရင်ခုအဲ့ဒါအာစိတ်နကံဖြစ်တော့မယ်နော်ဒါကြောင့်အကုသိုလ်တစ်ခုလှုပ်ထားလို့ရှိရင်အမှတ်မရနဲ့မေ့ပလိုက်တာကောင်းတယ်ကုသိုလ်ကြရင်တကြိမ်လှုပ်လေမှတ်မိအောင်ကြိုးစားရင်အဲ့ဒီအားကောင်းသွားရင်ဒီကံนี้မှာမှတ်မိအဲ့တော့ပြောဦးမယ်ပြောလက်စားနဲ့เนาะဒါ recording ပဲဖြစ်နေတာပဲကျမတို့ငယ်ငယ်တုန်းကကျမစမ်းချောင်းမှာနေတာเนาะအဲ့တော့ကျမတို့အထက်ကနေစမ်းချောင်းဆိုတော့ကျမတို့စိတ်ဖလို့ခေါ်တာပေါ့အဲ့မှာနေခဲ့တာဆိုကျမတို့ကျောင်းသူဘဝတုန်းကဆိုရင်ကျမတို့10တန်းလောက်ထိကPD ချိန်ဆိုတာရှိတယ်လေကစားကြတာပဲဟုတ်တယ်လားအမျိုးသမီးအကြောင်းဆိုတော့ဂါဝန်တဖားဖားနဲ့ကစားကြတော့ကျမတို့က10တန်းလောက်ထိကဟိုစိတ်ဒီစိတ်ဘာမှမရှိဘူးဖြစ်နိုင်လုံကြီးတောင်သိဝှက်ချင်တာမဟုတ်ဂါဝန်တဖားဖားနဲ့ဆိုတော့အဲ့ဒီ PD ချိန်မှာဆိုရင်ကျမတို့ကဘာလုပ်လဲဆိုရင်အဲ့ဒီအားကစားကွင်းထဲမှာပဇင်းတွေပြန်နေတယ်ပဇင်းတွေပြန်နေတဲ့အချိန်မှာကျမတို့အဲ့မှာမြက်ကလေးတွေရှိတယ်မြက်ကလေးတွေလည်းယူအဲ့တော့10တန်းလောက်ထိတော့မဟုတ်ဘူး9တန်း10တန်းလောက်ဖြစ်မှာပါကစားကြတော့ကောင်းတော့အဲ့ဒီအချိန်မှာမှတ်မိသေးတယ်အဲ့ဒါကိုပဇင်းတွေကျမတို့ကဖမ်းပြီးတဲ့အခါမှာအကုသိုလ်တစ်ခုပြန်ပြောပြန်ပြီနော်အဲ့ဒါသတိရအောင်မယ်မေ့ထားတာစာဒီအတိုင်းအောင်ပြန်ပြောပြစ်တယ်အဲ့ဒီပဇင်းကိုဖမ်းပြီးတဲ့အခါအချီချိုးယူပြီးတဲ့အခါပဇင်းရဲ့အမီးကိုခြီပြီးတော့စွန့်လွတ်တာလေပဇင်းလေးကပြန်ကျိုးလေးကိုဖြေရှောက်ဆိုတော့ပျော်တယ်လေပြီးပြန်ရိတ်လိုက်ပဇင်းကပြန်ပါလာအဲ့ဒီပဇင်းစွန့်လွတ်တယ်စွန့်လွတ်တဲ့ကောင်းတဲ့အတွက်ကြောင့်ပဇင်းကအတင်းပြန်သွားတော့အမီးပြတ်ပြီးသွားအဲ့ပဇင်းအမီးပြတ်တာစိတ်ထဲကအာယုံကအမြဲရောက်တယ်အဲ့ဒါတစ်ချိန်လောက်ထားတဲ့အကုသိုလ်တေကံนี้မှာကအမှတ်ရမိရင်လေဘာဖြစ်မယ်ထင်လဲအေးအဲ့ဒါပဇင်းပြန်ဖြစ်ပြီးတော့အမီးပြတ်တဲ့ကံဝင်ကြွေရှိမလားမရှိဘူးလားအဲ့ဒါတတိထားဒါကြောင့်တခါတလေမကောင်းမှုလုပ်ထားရင်မေ့ပြရတယ်ဒါကြောင့်ရှေးကပြုခဲ့ဘူး၍တေကံนี้မှအမှတ်ရကအဟောင်းပေါ်လာတဲ့အကုသိုလ်ကံဆိုရင်လေအပယ်လေးပါသွားမှာပေါ့ဟုတ်တယ်လားရှေးကပြုခဲ့ဘူးပြီးတော့တေကံนี้မှာအမှတ်ရတဲ့ကုသိုလ်တစ်ခုဆိုရင်ကိုကြောင့်အလိုအတန်းပြုထားရင်အဲ့ဒီကုသိုလ်မှတ်ထားရတယ်စိတ်ထဲမှာတိတ်ကျင်တဲ့ကုသိုလ်မှတ်ထားရတယ်အဲ့ဒီကုသိုလ်လေးဒီပြန်တွေးတိုင်းအမှတ်ရနေအဲ့ဒါတေကံนี้မှာပြန်ပြီးမှတ်မိနိုင်ဖို့ကြည်လားမရှိဘူးလားအဲကြောင့်ကိုတီလစောက်တီဘူးတာအားရနေတယ်ဟုတ်တယ်လားကိုဒါမှမဟုတ်လှူခဲ့ဘူးတာအားရတယ်ဆိုအဲ့ဒါကိုကြည်ထားရတယ်အဲ့ဒါအာတဏကံပဲမှတ်မိပြီနော်ဒါဆိုရင်အာတဏကံဆိုဒီမှာနီးမပြုတ်ဘူးသမဝကြရဲ့အပြည့်စုံဖြစ်အဟောင်းပေါ်လာတော့ကုသိုလ်အကုသိုလ်စေတနာကံသည်ဆိုပိုကောင်းတာပေါ့ဟုတ်ပြီနော်အဲ့တော့ကျမတို့အတွက်ဆိုရင်တေကံဒီမှာပြုဘူးတာလဲဘာဖြစ်တဲ့လဲအကုသိုလ်နဲ့ကုသိုလ်မှာကျမတို့ဆိုရင်ဓမ္မမိတ်ဆွေတို့ဆိုရင်ဘာလို့ခြင်းလဲ
ကုသိုလ်အာတဏကံဖြစ်ဖို့လိုလားမလို့ဂရုကံထဲမှာဆိုရင်ရောကျမတို့ဘာဂရုရှိရင်ကောင်းလဲကုသိုလ်ဂရုမှာမဟကုတ်ဇံကုသိုလ်ဆိုတာအခုထိတော့မရှိသေးဘူးဒါဆိုရင်ကျမတို့မှာပိဿနန္တရိယအကုသိုလ်ရောခင်မီအောင်ရှိကျင်လားမရှိကျင်ဘူးဆိုရင်ဂရုကံနဲ့ပတ်သက်အခုလောလောဆယ်မှာအကုသိုလ်ဂရုလည်းမရှိကုသိုလ်ဂရုလည်းမဖြစ်သေးဘူးဆိုတော့ဂရုကံဒီတေပြီးဒုတိယဘဝအတွက်အာယူလို့မရဘူးဒါဆိုရင်အာတဏကံကတော့ဘာနဲ့သွားမလဲဆိုတာမသိဘူးဆိုရင်ကျမတို့တေကံဒီမှာပြုရင်လဲဘာပဲပြုရင်ကောင်းမလဲကုသိုလ်ပဲရှေးကပြုခဲ့ဘူးပြီးတော့တေကံဒီမှာအမှတ်ရတာကလည်းဘာပဲအမှတ်ရရင်ကောင်းကုသိုလ်ပဲဆိုတော့ကုသိုလ်ဖြစ်ရင်ကျမတို့အတွက်သက်သာတာပေါ့အာတဏကံမှာကုသိုလ်အာတဏကံရဲ့အကုသိုလ်အာတဏကံရဲ့ဘယ်ဟာဖြစ်အောင်ကြိုးစားကြမယ်ကိုယ်နဲ့နှိစက်တဲ့ပုံကိုယ်တွေဆိုလေသူ့ရဲ့အာတဏကံကိုကလျာဏမိတ်တာမိတ်ကောင်းဆွေကောင်းနေနဲ့ရောဘာလုပ်ပေးရင်ကောင်းမလဲကုသိုလ်အာတဏကံဖြစ်အောင်ကုညီကြရင်ကောင်းဆုံးဒါကြောင့်ဒါလားနေထိုင်မကောင်းရင်သားသမီးတွေအနားမှာလာမငိုမိစေနဲ့မျက်ရည်မကြားမိစေငိုခြင်းအောင်မှာတကယ်တော့ငိုတာဒီသူ့အတွက်ငိုတာလားကိုယ့်အတွက်ငိုတာလားဒီလူနဲ့ကိုကမတွေ့ရတော့ဘူးအမလီငါချစ်တဲ့အမေငါချစ်တဲ့ဘသူဘာညာဆိုရင်အဲ့မှာငိုကြတာလေဟုတ်လားမလီသွားလေသူရဲ့ရှင်မရှိရင်ကျမဘသူနဲ့နေရမှာလဲလို့မင်းမရှိရင်မောင်ဘသူနဲ့နေရမှာလဲလို့ဆိုပြီးတချို့ဆိုဖွဲ့ဖွဲ့နဲ့ငိုတာတွေရောမရှိဘူးလားအဲ့ဒါမျိုးတွေဆိုရင်အဲ့ဒီအတန်များကြားရရင်တော့ဘလို့နေမလဲငရဲကြသွားဆွဲမိလို့သူတို့ဆွဲမိလို့ပြိတ္တာဘဝနဲ့အနားလာရင်လက်ခတ်မယ်များထင်လို့လားထင်မလားကဲဓမ္မမိတ်ဆွေတို့ချစ်တဲ့သူတွေကတေကန်နေအချိန်မှာဓမ္မမိတ်ဆွေတို့ဝိုင်းပြီးတော့ငိုလို့ဟလာဓမ္မမိတ်ဆွေတို့ဆွဲပြီးတော့လာနေရင်ရောဓမ္မမိတ်ဆွေတို့လက်ခံမှာလားလက်မခံပါဘူးအဲ့ဒီအချိန်မှာတစ်သက်လုံးမတည့်တဲ့ညီကိုမောင်နှမတွေတဲ့ကြပြီလေအိမ်မှာနာရရှိတယ်ဆိုဟုတ်တယ်လားတန်းစင်ငန်းသွားလဲအတူတူဒီအချိန်မှာကျောင်းကဂလုံဂလွန်ဆိုလဲအတူတူကြောက်တာပဲဟုတ်လားမဟုတ်ဘူးလားတကယ်တမ်းကြာရင်အဲ့ဒီလိုချွတ်လှုပ်ရင်တောင်မှ तू ကဆွဲလန်းစိတ်နဲ့အနားမှာရှိနေပါလားလို့မေတ္တာနဲ့ပြန်လက်မခံဘူးလေအမလီကြောက်လိုက်တာဆိုပြီးတော့ဘာလုပ်လဲအရှင်မယားအမေကမကျွတ်ဘူးသမီးလေးကမကျွတ်ဘူးသားမကျွတ်ဘူးဆိုကိုယ်ဘာနဲ့လုံမှာလဲကမ္မဝါနဲ့နှင်ထုတ်မှာအဲ့ဒီလိုသူများနှင်ထုတ်မှာသွားမလားအစတွေကတက်တာဘိုင်းပဲဟုတ်တယ်လားနော်ငါကောင်းသွားမိမယ်နင်တို့လိုက်ချင်လိုက်မလိုက်ချင်နေဒီလိုပဲဖြစ်ရမှာလေတွယ်မနေနဲ့ဓမ္မမိတ်ဆွေများသဘောပေါက်လားအဲ့ဒီလိုအခွဲလေးခြင်းကလှုပ်ထားကျမတို့အခွဲလေးခြင်းကကောင်းရတယ်မတွယ်ဘူးတော့မှအကျင့်တော်တော်ရသွားပြီနော်ခရီးထွက်သွားပြီဆိုရင်ဒီကလူတွေကိုကျမဘရောမနှုတ်မဆက်ဘူးတက်တာပိုင်မလုံးနှုတ်မဆက်နဲ့ငိုခြင်းနဲ့တွက်သူငိုခြင်းလို့သေခြင်းတလောက်သေမရပါဖြစ်ဘူးသွားပြီဆိုတာနဲ့မေ့ပလိုက်တယ်ဟုတ်တယ်လားဟိုမှာလှုပ်ဆက်ရှိတဲ့အလုပ်လုပ်တယ်ဟိုကလူတွေနဲ့ခင်မင်ကောင်းမွန်နေတယ်ဟိုကပြန်လာရင်ဟိုလည်းတက်တာဖိုင်နဲ့စာရေးတာမရှိပြန်လာတယ်အဲ့လိုမှမနေရင်သေရချီရဲ့ခုဓမ္မမိတ်ဆွေတို့ပေါ့လေမေတ္တာတော့အပြည့်ထားမှလေတွဲနေတယ်မထင်နဲ့စာသင်ခြင်းဒီကျမရဲ့အာစိဏကံကုသိုလ်ပဲဟုတ်ပြီနော်သို့တော့ဒီသင်္นานเจ้าကြီးကိုမဆွဲဒီသင်္นานเจ้าကြီးမြေချင်းကနေစပြီးဒီတိဖြစ်အောင်ကျမတို့စူးစမ်းခဲ့ရတာမဆွဲဘူးဆွဲနေရင်ရောဓမ္မမိတ်ဆွေတို့လက်ခံမှာလားကျမနဲ့စာသင်ရတာပျော်လားမပျော်ဘူးလားပျော်တယ်မှတ်လားဆွဲပြီးတော့ဒီအချိန်မှာဒီကြားရက်မှာတည်သွားမယ်ဆွဲပြီးတော့ဒီအချိန်မှာနော်ဓမ္မမိတ်ဆွေတို့ကျမဒီပေါ်မှာလူပြင်မြလို့တော့မရအောင်အတန်နဲ့မင်္ဂလာပါဓမ္မမိတ်ဆွေများအတန်နကံလို့ပြောတဒန်းလို့ဝုန်းဆိုပြေးမှာဟုတ်တယ်မဟုတ်ဘူးလားပြီးရင်နာမည်ကကြည့်အောင်မယ် Facebook ပါတည်အောင်မယ်ဟုတ်တယ်လားဆရာမဒေါခင်လာတင်မကျွတ်ဘူးတဲ့မဲဓမ္မမိတ်ဆွေတို့ဟဲ့ဆရာမငါတို့ပေါ်မှာဝိတရားမပြတ်ဘူးခလာဒီကြားထဲမှာတည်သွားတာငါတို့စာဆက်တင်တယ်ဓမ္မမိတ်ဆွေတို့ပြီးခဲ့တဲ့ဘက်ကအာတဏကံမဟုတ်ဘူးလားအခုအာစိဏကံသိမယ်ဆိုရင်သိမလားသိမှာမဟုတ်ထွက်ပြေးမှာဟုတ်တယ်လားသဘောပြောပြအဲ့တော့ကို့မှာမတွေ့တာကိုကဘာလို့တွေ့မလဲအဲ့ဒါမိုက်သူသေးတာတွေ့မှာဟုတ်ပြီနော်တွေ့သေးလားမတွေ့ဘူးနော်ဓမ္မကလည်းမတွေ့ဘူးနော်ခက်ပြက်ဖဲနော်မကောင်းလားဟုတ်ပြီတကယ်ဆိုခေါ်မှလည်းမဟုတ်ဖဲနဲ့ချစ်လို့ဆိုပြီးအိမ်ခေါ်သွားမလားဆရာမရေကျမတို့နဲ့လာနေပါလို့ခေါ်မလားကျမကခေါ်ရင်စာသင်မှာကဲအာစိဏကံအဲကြောင့်တတိထားနော်မတွေ့မိစေနဲ့အာစိဏကံအာစိဏကံလို့သုံးမယ်နော်အာတဏကံအာစိဏကံနာကြီးနှလုံးစင်အဲ့ဒီမှာလဲနှစ်ချက်ပါတယ်နံပါတ်1ကနေ့ရှည်ရက်ရှည်ဆွဲမြဲ၍ပြုသောကုသိုလ်အကုသိုလ်စေတနာနေ့ရှည်ရက်ရှည်ဆွဲမြဲပြုတဲ့ကုသိုလ်လည်းရှိနိုင်တယ်
အာကုသိုလ်လေနေရှိရက်ရှိပုံမှန်ဆွဲပြီးတော့ဒါနကုသိုလ်ပြုတယ်အမြဲတမ်းငှက်ကလေးတွေအစာကျွေးတယ်ဟုတ်တယ်လားဒါဆိုခိုလေးတွေအစာကျွေးတယ်နေရှိရက်ရှိတခါနေရှိရက်ရှိပုံမှန်ဖျားရှိခိုးတယ်ဖျားစွန်းတော်ကတ်တယ်ပန်းကတ်တယ်ခုကျမတို့ဆိုရင်ဒီနေရာမှာပုံမှန်စာသင်နေအဲ့ဒါကုသိုလ်အာစိဏကံဟုတ်ပြီနော်အဲ့ဒါကိုယ့်ရဲ့အာစိဏကံကုသိုလ်ပုံမှန်ပဋ္ဌာန်းပူဇော်တယ်အဲ့ဒါပါလေကုသိုလ်အာစိဏကံပဲဥပုပ်နေ့တိုင်းဥပုပ်ဆောင်နေဆိုရင်ရောကုသိုလ်အာနေ့တိုင်းနေ့တိုင်း၅ပါးသီလကိုမြဲအောင်ကြိုးစားတယ်ဆိုရင်ရောဒါကြောင့်အာစိဏကံဆိုတာနေ့ရှည်ရက်ရှည်ဆွဲမြဲပြုသောကုသိုလ်လေအာစိဏကံပဲနေ့ရှည်ရက်ရှည်ဆွဲမြဲပြုတဲ့အကုသိုလ်ရောမရှိဘူးလားပုံမှန်ငါးဖမ်းနေငါးသက်တယ်အလေးခိုးတယ်လိန်နေညာတဲ့အဲ့ဒါလေအကုသိုလ်အာပုံမှန်ဆွဲပြီးအရက်ပုံမှန်တောက်တယ်အကုသိုလ်အာစိဏကံပဲအဲ့ဒါတည်းနေ့ရှည်ရက်ရှည်ဆွဲမြဲ၍ပြုသောကုသိုလ်အကုသိုလ်စေတနာနောက်နံပါတ်2အချက်တစ်ချိန်ပြုလေမပြတ်အောင်မေ့အပ်သောကုသိုလ်အကုသိုလ်စေတနာအတူတူပဲเนาะအဲ့နှစ်ခုစလုံးကဟလာအပေါ်မှာတော့ကုသိုလ်အကုသိုလ်စေတနာဒီမှာကျတော့စေတနာကံဆိုခွဲမရင်းနဲ့ကြိုက်တာရေးเนาะတစ်ချိန်ပြုထားလေမပြတ်အောင်မေ့နေတဲ့စေတနာကံဒါကြောင့်ခုနပြောတဲ့လှုပ်ထားတဲ့ပဇင်းကိုဟလာဟိုဘာလဲစွန်လို့လွတ်ထားတာကိုတစ်ချိန်ပြုတ်ထားလဲမပြတ်အောင်မိစာသင်တိုင်းပြောမိတယ်ကျန်တဲ့ချိန်တော့သတိမရပါဘူးเนาะအဲ့ဒါဆိုလဲအဲ့ဒါဘာဖြစ်တတ်လဲအာစိဏကံဖြစ်နေဓမ္မနေမကောင်းမြင်ဆရာမပစင်းလွတ်တာလေသတိရတယ်မလားအဲ့ဆိုသွားပြီတော့တရားသိစေတော့အဲ့ဒါကုသိုလ်သတိအားပေးလိုက်တာမဖြစ်ဘူးလားအဲကျမရဲ့လျှို့ဝှက်ချက်တော့ပါသွားပြီအဲ့ဒါလာပြီးတော့ဒီဆရာမတော့မြင်သေသွားလို့ရှင်ဆိုရယ်စိတ်ရှိရင်တော့အဲ့ဒါလာပြောနော်ဟုတ်တယ်လားသဘောပေါက်တယ်လားအဲ့ဒါတတိထားရမယ်တစ်ချိန်ပြုလဲမပြတ်အောင်မင်းအကုသိုလ်ကိုတစ်ချိန်ပြုလဲမပြတ်အောင်မင်းအဲ့ဒါအကုသိုလ်အစိဏကံဒါကြောင့်ကုသိုလ်လဲတစ်ချိန်ပြုပြီးမပြတ်အောင်မင်းကုသိုလ်အစိဏကံဆိုကျမတို့ဘာရွေးမလဲကုသိုလ်အစိဏဒါကြောင့်ကိုလှုပ်ထားတဲ့ကုသိုလ်တစ်ခုဒါကြောင့်တစ်ခါတလေရှင်ပြုတယ်ချွေးနဲ့စာနဲ့ကိုလှူဒန်းထားတယ်အဲ့ဒါဆိုရင်ဖျားပန်းနေကတ်ထားမယ်ဖျားစွန်းဟွာလုပ်တယ်ပြင်ထားတာကိုမျက်စိထဲမှာဓာတ်ပုံရတယ်လို့ဆွဲအောင်ကြည့်ထားတယ်နော်ပြီးရင်တန်ဃာတော်တွေရှင်သူမြတ်တွေနောက်မောင်ရင်လောင်းရှိမယ်ဗာညာစသည်ဖြင့်အဲ့ဒီကိုယ်စိတ်ထဲမှာလှိုင်းလဲလဲဝမ်းမြောက်တာမျိုးဆိုရင်အဲ့ဒါမပြတ်အောင်မေ့ထားရင်ကုသိုလ်အာစိဏကံဟုတ်တယ်လားဂုံပကာတနာတွေဖဲပြီးတော့အလှကြီးအကြီးလုပ်ပြီးတော့တွက်ရရတော့ဆက်တည်းပဲတွက်ကြည့်တော့ဆက်မရှိဆိုတဲ့အတိုင်းမှန်းထားတဲ့အတိုင်းကုံခွင်ရမရတော့လေဟိုကအမျှဝေလို့ရေစက်ချနေရင်တော့မှကိုကစိတ်ကပင်ပန်းနေအဲ့ဒါမျိုးကြရင်နော်အဲ့ဒီအရာမျိုးဆိုရင်မပြတ်မအောင်မြင်နေတော့ဓမ္မမိတ်ဆွေများသဘောပေါက်ကိုယ်စိတ်ထဲမှာဝမ်းမြောက်တာခွေးလေးတကာကိုကျွေးတာလေးอ่ะကိုယ်စိတ်ထဲမှာကြည်နူးသွားရင်လေအဲ့ဒါလေမပြတ်အောင်နေတဲ့သဘောပေါက်ကြီးမှအကြီးအကျယ်ကြီးရမှာမဟုတ်တချို့တစ်ခါလေအကြီးအကျယ်ကြီးလုပ်ပြီးတော့စိတ်ထဲမသက်မသာဖြစ်ရတဲ့လူတန်းမှုမျိုးရောမရှိဘူးလားအဲ့ဒါမျိုးဆိုရင်သတိမရနဲ့တော့သေးသေးလေးလှူလိုက်ပေမဲ့စိတ်ထဲမှာတိတ်ကျဉ်နဲ့သွားတာမျိုးဆိုလေသတိရအဲ့ဒါမျိုးလေကောင်းလားမကောင်းလားဒါမျိုးသတိရဒါကြောင့်အာစိဏကံကိုကျင့်နှစ်ချက်ပါမယ်နေ့ရှည်ရက်ရှည်ဆွဲမြဲ၍ပြုဘူးဒါကြောင့်ဆွဲမြဲတာအာစိဏဆိုဆွဲမြဲတာနောက်တစ်ချက်ကတစ်ချိန်ပြုလေမပြတ်အောင်မပြတ်ဘူးဆိုအာစိဏဆိုစက်တိုက်သွားနေနော်အာစိဏကံဒါကြောင့်ကျမတို့ဘဝမှာလေကုသိုလ်အာစိဏကံတစ်ခုနေ့တိုင်းထူထောင်ထားအဲ့ဒါဒီတေကံนี้မှာပြန်တတိယရင်အတဏကံပြန်ဖြစ်သွားတယ်သဘောပေါက်လားဆိုအခုချိန်ထိကျမတို့မှာဂရုကံကုသိုလ်မရှိဘူးကုသိုလ်ပဲပြောကြစို့နော်ကုသိုလ်အတဏကံရောရှိပြီလားကုသိုလ်အတဏကံရှိပြီလားဘာရှိနေသေမှမသေသေးတာဘယ်လိုလုပ်ရှိမှာလဲကုသိုလ်အတဏကံရှိပြီလားမရှိပါပြီတဲ့ရှိတော့မယ်ဆိုကျမစိတ်မကောင်းနော်ကုသိုလ်အတ္တနကံရှိပြီလားမရှိသေးဘူးလေသေမှမသေးသေးတာကုသိုလ်အာစိဏကံရှိပြီလားရှိအောင်လုပ်ထားသဘောပေါက်လားအဲ့ဒီအာစိဏကံကုသိုလ်သည်ခလုတ်တိုက်လိုက်တာတော့မှဗုဒ္ဓံတရဏံကိစ္ဆာမိရွတ်နိုင်အဲ့ဒါကုသိုလ်အာစိဏကံပဲတရဏဂုံရွတ်နိုင်တယ်ဟုတ်လားအမြဲတမ်းတတိယလိုက်တာနဲ့အရဟံဂုံတော်ပွားပြီးသားနော်မေတ္တာပွားပြီးသားရှိနေပြီဆိုရင်အဲ့ဒါအာစိဏကံပဲအဲ့ဒီအာစိဏကံကုသိုလ်သည်တေကံนี้မှာလေအာတဏကံပြန်ဖြစ်မသွားဘူးလားနော်ရှေးကပြုခဲ့ဘူး၍
တေကန်နီးမှာအမှတ်ရကအဟောင်းပေါ်သွားတယ်ဆိုတာကုသိုလ်အာစိဏကံဒီတေကန်နီးမှာကုသိုလ်အတ္တနကံမပြောင်းနိုင်ဘူးလားဒါဆိုကျမတို့ကဂရုကံကလည်းမရှိထားဘူးအာတနကံကလည်းမရှိသေးဘူးဆိုရင်အခုဘာရှိတဲ့အာစိဏကံဒီအရေးကြီးတယ်သဘောပေါက်ရမယ်ကုသိုလ်လုံးမလားအကုသိုလ်လုံးမလားအရင်တော့ကနေတိုင်းတတ်ထားဘူးတယ်ဆိုအဲ့ဒါအကုသိုလ်အာစိဏကံဖြစ်နေရင်လေအဲ့ဒီအမှုကိုရှောင်ရတော့မယ်သဘောပေါက်တယ်နော်ဒါကိုသိရမယ်ကဲတော်ပြီဒီဘက်သွားမယ်ကတ္တတာကံကတ္တတာကံဆိုတာရှေ့ကံ3ပါးမှလွတ်တော်ဆိုတာရှေ့ကံ3ပါးဆိုတာအဲ့ဒီ3ပါးဘာတွေလဲဆိုဂရုကံလည်းမဟုတ်ဘူးတဲ့အာတနကံမျိုးလည်းမဟုတ်ဘူးအာစိဏကံမျိုးလည်းမဟုတ်အဲ့ဒီကံ3ပါးကလွတ်နေတယ်တဲ့ဘာလဲအပရာပရိယာယကံဟောင်းစုဆိုတာဘဝတစ်လျှောက်လုံးပြုတ်ခဲ့ဘူးတဲ့ကုသိုလ်ကံဟောင်းနေရောအကုသိုလ်ကံဟောင်းနေရှိအဲ့ဒါအနောက်မှာပါလိမ့်မယ်ပါကကာလကြရင်ပါနော်အဲ့ဒီကံဟောင်းနေအခုကျမတို့အခုအချိန်မှာဂရုကံရှိလားအာတဏကံလည်းမရှိသေးဘူးအာစိဏကံလည်းတချို့ဆိုမရှိဘူးဆိုရင်တဲ့အဲ့ဒီပုဂ္ဂိုလ်ဒီဂရုကံလည်းမရှိအာတဏကံလည်းမရှိအာစိဏကံလည်းမရှိဆိုတော့တေကံဤအချိန်ကြရင်ရှေးတုန်းကလှုပ်ခဲ့ဘူးတဲ့ဘဝပေါင်းများစွာကောဒီဘဝရှေးတုန်းကအောင်လှုပ်ထားတဲ့ကုသိုလ်တော်၎င်းအကုသိုလ်၎င်းကံဟောင်းတစ်ခုခုကလည်းပေါ်လာနိုင်တယ်အဲ့ဒါကတ္တတာပဲနောက်တစ်ခါအဲ့ဒါလေကတ္တတာလို့သုံးတယ်နောက်တစ်ခုကဤဘဝမှာရန်ခါပြုတ်နေတဲ့တာမင်ညကုသိုလ်အကုသိုလ်စေတနာခရီးသွားဟန်လွယ်လှုပ်သွားတဲ့ကုသိုလ်လေးတွေရောမရှိဘူးလားတောင်းတဲ့သူလေးရှိရင်ထည့်ပေးလိုက်တယ်နော်ရေလေးငတ်နေတာတွေ့ရင်ရေလေးတိုက်ခဲ့တယ်ငပြောခုံလေးတွေ့ရင်လဲမှာဆိုတဲ့အတွက်အမိုက်ပုံးနဲ့ကောက်ထည့်အဲ့ဒါတာမင်ညခရီးသွားဟန်လွယ်လှုပ်သွားတော့ကုသိုလ်ကတ္တတာအာစိဏကံမဟုတ်လေကတ္တတာတာမင်ညကုသိုလ်လေးတွေရောမရှိဘူးလားခရီးသွားလွယ်အိတ်နေတဲ့ခွေးကိုခြေထောက်နဲ့ပိတ်ကန်ခဲ့တယ်နော်စားရင်းနဲ့ငပြောကုန်ပြစ်ချခဲ့တယ်နော်အဲ့ဒါလေးလေကိုညစ်ကြီးတန်ဃာတော်တွေသတင်းသုံးနေကြောင်းထဲမှာဇတွေးထွေးထားမိတယ်တလိပ်တွေထွေးထားမိတယ်အညစ်အကြေးစွန့်မိတယ်အဲ့ဒါပါလေတာမင်ညအကုအဲ့ဒါတွေလည်းတစ်ခါတလေအကျိုးပြန်ပေးတယ်ဒါကြောင့်ဤဘဝ၌ရန်ခါပြုသောတာမင်ညဆိုတာတာမန်ကုသိုလ်ရိုးရိုးလေးကိုပြောတာကုသိုလ်အကုသိုလ်စေတနာတွေလည်းကတ္တတာကံဆိုပြီးတော့အကျိုးပေးဖို့အလှည့်အကျိန်၄ပါးအနေနဲ့ပြောတဲ့အတွက်တဲ့ဂရုကံရှိရင်ဂရုကံကအရင်အကျိုးပေးမယ်ဂရုကံမရှိတဲ့သူအတွက်အာတဏကံကအကျိုးပေးအာစိဏကံမလာသေးဘူးအာတဏကံကအကျိုးပေးမယ်အာတဏကံမရှိတဲ့သူအတွက်အာစိဏကံကတ္တအာစိဏကံလည်းမရှိရင်နော်ကတ္တတာကအလှည့်အကျိန်၄ခုမှာဂရုကံရှိရင်ဂရုကံအရင်ကျိုးပေးမယ်ဂရုကံရောအာတဏကံရောအာစိဏကံရောကတ္တတာရှိတယ်ဆိုပါစို့ဘယ်ကံအရင်ကျိုးပေးမလဲဂရုကံမရှိတဲ့သူအတွက်အာတဏကံကအရင်ကျိုးပေးမယ်အာတဏအစဉ်တိုင်းသွားတာလေအာတဏကံအာတဏကံမရှိရင်အာစိဏကံအာစိဏကံမရှိရင်ကတ္တတာဒါကြောင့်ကျမတို့ကအာတဏကံခေါင်းဖြစ်ဖို့ရန်မှာကတ္တတာနဲ့အာစိဏကံမှာဘယ်ဟာယူမလဲအာစိဏကံကတ္တတာဆိုတာခီးသွားဟန်လွယ်လောက်တာအကျိုးမများအာစိဏကံပုံမှန်လောက်တာဒီအာတဏကံခေါင်းဒါကြောင့်အာတဏကံခေါင်းဖြစ်ဖို့အာစိဏကံခေါင်းပြုကြစို့အာတဏကံခေါင်းဖြစ်ဖို့စေနကံကောင်းပြုကြစို့ဓမ္မမိတ်ဆွေများသဘောပေါက်ပြီနော်အလှည့်အချိန်မှပြန်ပြောပါဂရုကံရောအာတဏကံအာစေနကံကတ္တ၄ခုလုံးရှိရင်ဘယ်ဟာရင်အကျိုးပေးမယ်ဂရုကံမရှိခဲ့တော့အာတဏကံမရှိရင်အာစေနကံမရှိရင်ဒါကြောင့်ကတ္တတာကံဆိုသည်မှာရှေးကံ၃ပါးမှလွတ်တော့အပရာပရိယာယကံဟောင်းစုဤဘဝသဘောပေါက်ပြီနော်မိကွန်းလေးတစ်ခုမေးမယ်အဇာတတမင်းကြီးသည်အဖေကိုတတ်တယ်ဖခင်တော်ဗိမိတာရာကိုတတ်တယ်ဆိုရင်ဘယ်ကံကိုကျူးလွန်လဲပင်စာနန္ဒရိယတဲ့ကအဖေတတ်ခြင်းဆိုတဲ့ဂရုကံကြီးရှိတယ်အဖေကိုတတ်ပြီးသူနောင်တရတယ်နောင်တရတဲ့အတွက်ကြောင့်မြတ်စွာဘုရားကိုဝင်ချတောင်းပန်ပြီးတဲ့အဖြစ်မှာကုသိုလ်အာစိဏကံနေအများကြီးပဲသူလုပ်တယ်ပထမသင်္ဃာယနာလဲသူတင်တယ်နော်တင်တဲ့အပြင်ပထမသင်္ဃာယနာတင်ပြီးတဲ့အခါမြတ်စွာဘုရားရဲ့ဓာတ်တော်တွေ
နော်ဓာတ်တော်တွေမြတ်စွာဘုရားကိုဟိုမီးပူစော်တယ်ပေါ့နော်မီးပူစော်တဲ့အခါမှာကြံတဲ့ဓာတ်တော်မွေတော်တွေကိုရှင်မဟာကတ္တဗနဲ့တိုင်ပင်ပြီးတဲ့အခါမှာဓာတ်တော်ထိုက်ကြီးလို့လှုပ်ခဲ့တယ်နောင်လာနောက်သားဒီဒါကြောင့်ဒီသရုတ်ထသင်္ဃာယနာကျင်တင်တဲ့အချိန်မှာအတောကမင်းကြီးကလေနော်ဒီရေခံပေါင်း7400ကျောင်းပေါင်း7400အပြင်မြတ်စွာဘုရားရဲ့ဓာတ်တော်တွေကိုလည်းစေတီပေါင်း7400တည်နိုင်တယ်ဒါယကာကအစာတသက်မင်းကြီးကောင်းမှုအဲ့တော့အဲ့ဒီကုသိုလ်တွေရှိပြီးတော့အဲ့ဒီအစာတသက်မင်းကြီးမှာကရုကံအကုသိုလ်လည်းရှိတယ်ကုသိုလ်အာတဏကံထားလိုက်အောင်နော်အာတဏကကုသိုလ်အာစိဏကံတွေလည်းရှိတယ်တာမင်ညအကုသိုလ်ကုသိုလ်ကတ္တတာတွေလည်းရှိတယ်ဆိုရင်အဖေကိုတတ်ပြီးတော့မှနောင်တရ၍ကုသိုလ်အာစိဏကံတွေပုံမှန်လုပ်ရင်ကိုသိရင်ဘေယာကအရင်အကျိုးပေးမလဲကရုကံကပဲအကျိုးပေးမယ်အဖေတတ်ပြီးနောင်တရတဲ့အာကုသိုလ်အာစိဏကံဒီအကျိုးမပေးဘူးအဲ့ဒါတတိထားနော်အဲ့ဒါမျိုးမင်းလာရင်ဖြည့်တတ်ရမယ်သဘောပေါက်သလားကရုကံမရှိဘူးကုသိုလ်အာစိဏကံနေအများကြီးရှိတယ်တေကံนี้မှာအကုသိုလ်နဲ့တည်တယ်ဘယ်ကအရင်ကျိုးပေးမလဲဘယ်ကအရင်ကျိုးပေးအတဏကံကအရင်အကျိုးပေးမယ်ကုသိုလ်အာစိဏကံရှိတော်လေတေကံนี้မှာအကုသိုလ်နဲ့တည်ရင်အကုသိုလ်အတဏကံကသာအကျိုးပေးမယ်ကုသိုလ်အကုသိုလ်အာစိဏကံနေအများကြီးရှိတော်လေတေကံนี้မှာကုသိုလ်စိတ်နဲ့အတဏကံနဲ့တည်ရင်ဘယ်ကအရင်ကျိုးပေးမလဲကုသိုလ်အာတဏကံအဲ့ဒါဘာလဲဆိုပါကဌာနပရိယာယအကျိုးပေးဖို့အလှဲ့အကျိန်၄ပါးမှာကရုကံရှိလို့ကတော့ကရုကံအရင်ကရုကံမရှိပဲ၃ခုရှိရင်အာတဏကံအာတဏကံမရှိရင်ကရုကံရောအာတဏကံရောအာစိဏကံရောမရှိသူများအတွက်ဆိုရင်တော့တချို့ဆိုရင်ကရုကံလည်းမရှိဘူးဒီနေ့အထိအာတဏကံလည်းမသေးသေးတော့မဖြစ်သေးဘူးအာစိဏကံကုသိုလ်လည်းလုံးဝမလုပ်အကုသိုလ်အာစိဏကံလည်းမရှိထားပဲခရီးသွားဟန်လွယ်လှုပ်တဲ့ကုသိုလ်အကုသိုလ်ကတ္တတာလေးတွေပဲရှိရင်ဘယ်ဟာအကျိုးပြီးတော့ဒါဆိုခရီးသွားဟန်လွယ်လှုပ်တဲ့အကုသိုလ်ကုသိုလ်ကတ္တတာလည်းခရီးသွားဟန်လွယ်ဟိုရောက်ဒီရောက်ပဲအကျိုးပြီးတော့မှာပေါ့ဒါကြောင့်အားရှိဆုံးသာသနာဆိုတဲ့ဘုရားဆုံးမနဲ့လည်းစုံနေဒီတရားတော်တွေကိုလည်းသင်ထားတဲ့သူတွေအတွက်ကုသိုလ်အာစိဏကံကိုကောင်းကောင်းပြုထားရင်ဒုတိယဘဝအတွက်အာမခံချက်ကောင်းမလားမကောင်းဘာလို့လဲအာစိဏကံကောင်းသည်အာတဏကံကောင်းဖြစ်နိုင်လို့ပါဒါမေတ္တာလက်ဆောင်တစ်ခုပဲကျမတို့ဒီ topic အရေးကြီးတယ်နော်ကျမ live ကလေအဲ့ဒါနဲ့ပြောင်းသွားတာအများကြီးပဲအဲ့တော့ခုနစကားပြန်ဆိုင်ကျမသိလို့ရှိရင်ဖေဖေရှိရင်သိကောင်းပါပဲလို့တောင်းတခဲ့တာဒါသင်္ဃာစအရွယ်နောက်ဆရာပြန်လောက်လာတယ်ဆရာဖြစ်လာတော့ဖေဖေနဲ့လည်းတူတူပဲပေါ့ဆရာလုံနေတဲ့အချိန်ကျတော့ကျမတို့ကနေခရီးစဉ်တွေတွားရတယ်တွားတဲ့အချိန်တိုင်းမှာစဉ်းစားလာငါတေကံလေးမှာခုတွားတဲ့အချိန်မှာအဖေရှိခြင်းမှလည်းရှိမှာဘာလို့ဆိုကျမရှမ်းပြည်ကို1991မှာရှမ်းပြည်တောင်ပိုင်းပင်လုံမှာစားသွားတင်ရတယ်အဲ့ဒီအချိန်ကအဲ့ဒီပင်လုံဒီအညိုရောင်နေပြီမအေးချမ်းတွားလို့ရှိရင်လေခရီးလမ်းပန်းရှေးတုန်းကလို့ဒီလို handphone မှမရှိတာဖုန်းဆက်မယ်ဆိုရင်စာတိုက်ကနေသွားပြီးတော့ဒီလိုကြိုးကြီးဂရီနဲ့ဆက်ရတယ်တန်ညအဲ့ဒီအချိန်မှာစာတင်တဲ့အချိန်မှာအဘိဓမ္မာသွားတင်တယ်တလနေရတယ်နော်ပထမဆင့်သွားတင်တယ်တလဒုတိယဆင့်နောက်နှစ်သွားတယ်တလတတိယဆင့်နောက်နှစ်သွားတယ်တလအဲ့လိုနေရတဲ့အချိန်ကြတော့အဲ့ဒီအချိန်မှာစာသွားတင်တဲ့အချိန်မှာဖေဖေကဒီမှာလေဖြတ်တယ်ဖေဖေလေဖြတ်တယ်ဆိုတာစာဖုန်းနဲ့လာတော့အချိန်ရုံးကနေလာတဲ့အချိန်ကိုပြန်ဆက်လို့လည်းမရအောင်ပြန်သွားဖို့လည်းအဆင်မပြေတော့အဲ့လိုပဲနေရတယ်ဆိုစဉ်စိတ်ထဲမှာအတွေးပေါ်တယ်ကဲငါတို့ဒီမှာတခုခုဖြစ်လဲဖေဖေကငါနာမှာမရှိဖေဖေလည်းဟိုမှာတခုခုဖြစ်နေတယ်အဲ့ဒီလိုဆိုရင်ငါဘယ်ဟာအားကိုးရမှာလဲဆိုရင်ကိုအမြဲလို့တော့အစိဏကံကုသိုလ်သီးတာလင်ကိုအတွက်အားထားရနောက်ကျမတို့မိသားစုမှာမူရှိတယ်အထူးသဖြင့်ကျမမှာလည်းအဲ့မူထားတယ်နံပါတ်1ဒီသာသနာအတွက်ဒီနံပါတ်1နံပါတ်2ဒီမိဘအတွက်နံပါတ်3ဒီမိမိရဲ့ကိုယ်ရေးကိုယ်တာကျမရဲ့ဥတီချက်နံပါတ်1ဒီသာသနာဒီနံပါတ်1ဖြစ်ကြောင်းမိဘခုနလိုဖြစ်နေတဲ့အချိန်ကျမမပြန်နိုင်ဘူးသာသနာရေးဒီနံပါတ်1ပြီးအောင်စာသင်ခဲ့ပြီးမှပြန်ဖေဖေက4ချိန်လေးဖြတ်သွားတယ်နော်အဲ့လိုမျိုးတွေရှိတယ်ဆိုတော့ဒီစာကိုပဲလောက်ရတယ်နောက်ကျမဒီလိုသင်နေနဲ့မမေရလည်းဒီလိုပဲစေယုံတက်ရတယ်အဲ့ဒီလိုအချိန်ကျရင်စေယုံတက်လဲဒီသင်တန်းမဖြစ်ဘူးအဲ့တော့နံပါတ်1ဒီသာသနာရေးနံပါတ်2ဒီမိဘရေးပြီးတော့မှနံပါတ်3ဒီကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာရေးဆိုရင်အဲ့ဒီလိုမျိုးအနေအထားမှာကျမတခုခုဖြစ်ရင်ဟော
ကျမမိဘများကျမနားမှာဖေဖေရှိရင်ငါတေကန်ကြီးဖေဖေရှိရင်အရေးကြီးတယ်ဆိုခုကျမအဖေရောမေရောဆုံးသွားပြီလေကျမခုလိုတေကန်ကြီးအချိန်ဖြစ်ဘယ်သူလာမှာကလျာဏမိတ်တာလိုတယ်အာတနကံအတွက်ငါအတွက်ဖေဖေရှိဖို့အရေးကြီးတယ်ဆိုရဲ record ဒီဘယ်မှာရှိတော့လဲဒါဆိုရင်ဘယ်သူအားကိုးရမှာအတ္တဟိအတ္တနောနာထောမိမိကိုယ်သာကိုးကွယ်ရဆိုရင်မိမိကိုယ်ကိုးကွယ်ရအောင်မိမိပြုသောကုသိုလ်ကံကိုသာကိုးကွယ်နိုင်လို့ဓမ္မမိတ်ဆွေများအဲ့ဒီအတွေ့ဝင်မှာဘသူကိုမှအာမကိုးနဲ့တဘောပါကျမတို့ဒေဂန်ဤအချိန်မှာကျမတို့အကုသိုလ်တွေတပုံကြီးလှုပ်ထားမယ်မြတ်စွာဘုရားအနားမှာလာရှိမယ်ဆရာတော်ဘုရားကြီးအနားမှာတဘာဘာလာရှိပေးနေတော့ကျမတို့မကယ်နိုင်ဘူးလေကိုလှုပ်တဲ့ကုသိုလ်ကသာလင်ကိုယ့်ကိုကယ်သွားနိုင်မှာသဘောပေါက်ပြီနော်ဒါဆိုရင်ဒီနေ့ကစ၍ကုသိုလ်အစိဏကံငောင်းကိုထူထောင်ကြပါလေဓမ္မမိတ်ဆွေများနားလေပြီနော်ဒါကံတို့ရဲ့အကျိုးပေးပုံအလှည့်အချိန်တခုစိတ်ဝင်စားစရာကံတို့ရဲ့အကျိုးပေးရာအချိန်ကာလနံပါတ်3စတုတ်ကနံပါတ်3ကပါကကာလစတုတ်ကပါကဆိုတာအကျိုးပေးတာဘာအကျိုးလဲဒါပဋိသန္ဓေပဲပဋိသန္ဓေအကျိုးပေးရာကာလဆိုတာအချိန်ပဲနော်စတုတ်ကဆိုတော့4ပါဒါဆိုရင်အကျိုးပေးရာအချိန်ကာလနဲ့ဆက်တော့ကံ4ပါးကိုပါကကာလစတုတ်ကနာမည်ရရေးကြည့်တယ်နော်အကျိုးပေးပုံအလှည့်အချိန်4ပါးဆိုရင်ပါကဒါနပရိယာယစတုတ်ကပါကကအကျိုးဒါနကပေးတယ်ပရိယာယကအလှည့်အချိန်စတုတ်က4ပါကိစ္စစတုတ်ကဆိုရင်ကံတို့ရဲ့လုပ်ငန်းဆောင်ရွက်ပုံ4ပါပါကကာလစတုတ်ကပါကကအကျိုးကာလကအချိန်ဆိုအကျိုးပေးရအချိန်ကာလနဲ့ဆက်တဲ့ကံ4ပါးကိုပါကကာလစတုတ်ကတဲ့အဲ့ဒီကံ4ပါးမှာနံပါတ်1ကဒိဋ္ဌဓမ္မဝေဒနိယကံဖတ်ပါဦးဒိဋ္ဌဓမ္မဝေဒနိယကံဓမ္မလားဓမ္မလားပြီးအောင်ဖတ်ဓမ္မမဟုတ်နော်ဓမ္မဆိုတာခုတ်တာနော်ဓမ္မဓမ္မကတရားဓမ္မခုတ်တာနော်ဓမ္မမိတ်ဆွေဓမ္မဆိုရင်ခုတ်တယ်နော်ဓမ္မလားဓမ္မလားဒိဋ္ဌဓမ္မဝေဒနိယကျမတို့ဓမ္မမိတ်ဆွေတွေကလေအတန်ထွက်တွေမှားတာအများကြီးပဲကျမတို့ဆရာမတွေလည်းမှားတယ်နော်ကျမအပေါ်တက်ကအမြဲနားထောင်တယ်ဆိုရွတ်ချတဲ့ဆရာမတွေအတန်ထွက်တွေမှားနေတာတွေအထိပ္ပယ်သင်တဲ့ဆရာမတွေမှားနေတယ်ငါဆရာမတွေလည်းမှားနေတာပဲဆိုသူတို့ဘာလဲဆိုသင်စတွေကလွဲလာတာလွဲလာရင်နှုတ်ကျိုးသွားရင်မြင်ရခက်တယ်ဓမ္မမိတ်ဆွေကိုယ့်ကိုမှားနေမှန်းလဲမသိဘူးအဲ့ဒါတတိထားအဲကြောင့်ဓမ္မမိတ်ဆွေတို့မမှားစေနဲ့ဓမ္မမိတ်ဆွေတို့လားဓမ္မမိတ်ဆွေတို့လားနော်မှတ်တာနော်ဓမ္မမိတ်ဆွေတွေဆိုရင်နော်ဓမ္မချင်းဝယ်ရင်းနဲ့မိတ်ဆွေဖြစ်တာဖြစ်မယ်နော်ဟုတ်ပြီနော်ဓမ္မမိတ်ဆွေဟုတ်ပြီနော်အဲကြောင့်ဒိဋ္ဌဓမ္မဝေဒနိဝေဒနိယဆိုတာဝေဒနာဆိုတာခံစားတာဝေဒနိယဆိုတာခံစားရတော့တဲ့အတိပဲဒိဋ္ဌဓမ္မဆိုတာချက်ချင်းမျက်မှောက်ဒိဋ္ဌဓမ္မဆိုတာမျက်မှောက်ဒါကြောင့်ဒိဋ္ဌဓမ္မဝေဒနိယဆိုတာဘာလဲလို့ပြောရင်မျက်မှောက်ဘဝမှာအကျိုးပေးတာမျက်မှောက်ဘဝကိုပါဠိလိုဒိဋ္ဌဓမ္မလို့သုံးတယ်ဒိဋ္ဌဓမ္မဆိုတာဒီမျက်မှောက်ဘဝဆိုတာချက်ချင်းပေါ့မျက်မှောက်ဘဝမှာဒီတဘဝချက်ချင်းเนาะအကျိုးပေးတယ်ဆိုတာခံစားတာပဲပေါ့ဒါကြောင့်မျက်မှောက်ဘဝမှာအကျိုးပေးတာကိုဒိဋ္ဌဓမ္မအကျိုးပေးတယ်ဆိုတာခံစားတဲ့အတွက်ပါဠိလိုပြောရင်ဝေဒနိယဒါကြောင့်မျက်မှောက်ဘဝ၌အကျိုးပေးသောကံကိုဒိဋ္ဌဓမ္မဝေဒနိယကံဝေဒနိယကံဆိုတာခံစားတဲ့အကျိုးပေးတယ်အတူတူပဲเนาะဒါကြောင့်မျက်မှောက်ဘဝ၌အကျိုးပေးသောကံကိုအကျိုးပေးတဲ့အချိန်ကာလကိုပြောပါဆိုမျက်မှောက်ဘဝဆိုအခုဘဝမှာအကျိုးပေးသွားမှာတဲ့အပါကကာလရပြောအခုဘဝတည်းမှာပဲအကျိုးပေးမဲ့ကံကိုဒိဋ္ဌဓမ္မဝေဒနိယဒီဘဝမှာလုပ်တဲ့အကျိုးပေးမဲ့ကံဆိုတာဘာတွေလဲဆိုရင်တဲ့ဒီနေရာမှာကျမတို့ဘဂုတုတ္တလေးသင်ရမယ်ကုသိုလ်တွေလုပ်တယ်အကုသိုလ်တွေလုပ်တယ်ဆိုတဲ့နေရာမှာအကုသိုလ်ဘက်ကပြောလို့ရှိရင်လောဘအကုသိုလ်ရှိမယ်ဒေါသအကုသိုလ်ရှိမယ်မောဟအကုသိုလ်ရှိမယ်
ကုသိုလ်ဘက်ကပြောလို့ရှိရင်ကျမတို့ဒီကုသိုလ်ဒီအခုဒါနကုသိုလ်ရှိမယ်သီလစောင့်တည်တာရှိမယ်အခုစာသင်နေတဲ့ကုသိုလ်တွေရှိမယ်နောက်ပတ်ဆိုရင်မနှက်ဖန်ဆိုရင်ဆရာမတော်တန်းတန်းလွင်တက်တော့မယ်စာသင်နေတဲ့ကုသိုလ်ဒီကျမဘက်ကပြောရင်ဓမ္မဒေသနာကုသိုလ်ဓမ္မမိတ်ဆွေများဘက်ကပြောရင်ဓမ္မတဝနာကုသိုလ်အဲ့ဒါဒီဘာဝနာတွေပါတယ်ဘာဝနာကုသိုလ်ဒါကြောင့်စာသင်နေခြင်းဒီဘာဝနာအလုပ်လုပ်နေတာဒါလည်းပညာတွေတိုးတက်လာတဲ့အတွက်ကြောင့်ဘာဝနာဆိုတာများလာအောင်ပွားယူရတယ်အခုကျမတို့ကတစ်ချိန်ပြီးတစ်ချိန်ပွားလာရင်းနဲ့အတိအသီမေလ9ရက်နေ့တော့မေလ4ရက်နေ့တော့တက်တာနဲ့တူသေးလားမတူတော့ဘူးအခုဆိုရင်များမလာဘူးလားများအောင်ပွားရတယ်ပွားများလာအောင်အားထုတ်ယူရတယ်အဲ့ဒါဘာဝနာအလုပ်ပဲဒါကြောင့်စာသင်နေသောကုသိုလ်သည်ကျမတို့ပေးဝေသူဘက်ကပြောရင်ဓမ္မဒေသနာနာယူသူဘက်ကပြောရင်ဓမ္မတဝနာကုသိုလ်အဲ့ဒါဘာဝနာလေးပါတယ်ဆရာမတော်တန်းတန်းနဲ့မနှက်ဖန်ဆိုတင်တော့အဲ့ဒီဘာဝနာကုသိုလ်တွေရှိနေအဲ့ဒီကုသိုလ်တွေရှိမယ်ဒါနကုသိုလ်ရှိမယ်သီလကုသိုလ်ရှိမယ်ဘာဝနာအဲ့ဒီကုသိုလ်တို့သည်ဘယ်ကုသိုလ်လဲလို့ပြောရင်ကာမကုသိုလ်လို့ခေါ်တယ်ဟုတ်ပြီနော်ဇံကုသိုလ်ဟုတ်လားမဲကုသိုလ်တွေမဟုတ်ဘူးလောကုတ္တရာလည်းမဟုတ်ဘူးဆိုရင်အဲ့ဒါဒီကုသိုလ်သည်ကျမတို့မဟာကုသိုလ်ဆိုတဲ့ကာမကုသိုလ်အကုသိုလ်ဆိုတာလည်းကာမစိတ်တရားဟုတ်လားဒါကြောင့်ကာမကုသိုလ်အကုသိုလ်တို့သည်ဖြစ်ပြီးဟဲ့ဆိုအရှိန်ဟုန်နဲ့ဖြစ်ပါတယ်အရှိန်အဟုန်နဲ့ဖြစ်တာကိုဇောလို့သုံးတယ်အရှိန်ဟုန်နဲ့ဖြစ်တာကိုအရှိန်ဟုန်နဲ့ဖြစ်တဲ့အတွက်ကြောင့်သူကဖြစ်ပြီးဟဲ့ဆိုတစ်ချိန်နဲ့မဖြစ်ဘူး9ကြိမ်ဇက်တိုက်ဖြစ်တယ်လေဒါကြောင့်ကာမကုသိုလ်ဖြစ်စေအကုသိုလ်ဖြစ်စေဇောဆိုတာအရှိန်အဟုန်နဲ့ဖြစ်တယ်ဒါကြောင့်လောဘမှုစိတ်ဖြစ်လေလောဘစိတ်သည်အရှိန်အဟုန်နဲ့ဖြစ်တာကိုလောဘဇောစိတ်လို့သုံးတယ်ဒေါသစိတ်ဖြစ်ရင်လေအရှိန်အဟုန်နဲ့9ကြိမ်ဖြစ်တယ်အဲ့ဒါဒေါသဇောစိတ်လို့သုံးတယ်ဒါကြောင့်အကုသိုလ်စိတ်ကုသိုလ်စိတ်တွေတို့သည်အရှိန်အဟုန်နဲ့ဖြစ်ရင်ဇောစိတ်လို့သုံးတယ်အဲ့ဒါသင်ရအောင်မယ်ဟုတ်ပြီနော်အဲ့ဒါပထမစစ်ပကိမ့်မိုက်မှာသင်ရဒါကြောင့်လောဘဇောတိုက်တယ်ကြားဘူးလားနင်ရေလောဘဇောပဲတိုက်နေဘာပြောမှန်းတော့မသိပြောသွားတာလောဘဇောတိုက်တယ်ဆိုရအရှိန်နဲ့ဇက်တိုက်ဖြစ်တယ်ဒေါသဇောတိုက်တယ်မောဟဇောတိုက်တယ်မဟာကုသိုလ်ဇောတိုက်တယ်ကုသိုလ်ဆိုတာလဲဇောပဲအဲကြောင့်ဇောသည်ဖြစ်တယ်ဆိုရင်9ကြိမ်ဖြစ်တာကိုကျမတို့ကသင်္ကေတလေးနဲ့တဝေထိုးလေး9ခုရေးထားတယ်တွေ့လားအဲ့ဒီတဝေထိုးလေး9ခုရေးတာသည်အရှိန်ဟုန်နဲ့ဖြစ်တဲ့ဇောလေးကိုယူထားတယ်အဲ့ဒီမှာပထမဆုံးဖြစ်တဲ့တစ်ကြိမ်ကိုပထမဇောလို့သုံးတယ်တွေ့လားဒုတိယဖြစ်ရင်ဒုတိယဇောတတိယဇောစတုထဇောပြင်စမဇောသတ္တမဇောတတ္တမဇောဆိုဇောသည်ဘယ်နှကြိမ်ကုသိုလ်ဆိုလဲ9ကြိမ်အကုသိုလ်လောဘဆိုလဲလောဘ9ကြိမ်ဒေါသဇောဖြစ်ရင်လဲ9ကြိမ်မောဟဇောဖြစ်ရင်လဲ9ကြိမ်မှတ်ထားမယ်ဟုတ်ပြီနော်အဲ့တော့အဲ့ဒီဇောတို့ဒီကာမကုသိုလ်အကုသိုလ်တို့ဒီ9ကြိမ်ဖြစ်တဲ့နေရာမှာပထမဆုံးဖြစ်တဲ့ဇောကိုပထမဇောဒုတိယဖြစ်ရင်နောက်ဆုံးတတ္တမဇောတိပထမဇောသည်ဘု து အားကောင်းအောင်လုပ်ပေးလေဒုတိယဇောဒုတိယဇောသည်တတိယဇောတတိယဇောသည်သရုဒ္ဓဇောသည်ပြင်စမဇောသည်သတ္တမဇောသည်တတ္တမဇောဆိုအားအကောင်းဆုံးဇောကိုပြောပါဆိုရင်တတ္တမဇောအားအနည်းဆုံးဇောကိုပြောပါပထမဇောသည်သူ့ရှေ့မှာအားပေးတဲ့သူမရှိတဲ့အတွက် तू ကအားအနည်းဆုံးသဘောပေါက်လားဒါဆိုရင်ဇောတွေမှာပထမဇောသည်အားအနည်းဆုံးတတ္တမဇောသည်အားအကြီးဆုံးအဲ့ဒါကိုပဲမျိုးတူဇက်တိုက်အားပေးသွားတာကိုကျမတို့ပဋ္ဌာန်းကြလို့ရှိရင်ကြားဘူးလိမ့်မယ်အာသေးဝနာလို့ပြောအာသေးဝနာဆိုတာမျိုးတူချင်းထက်ခါထုံပေးသွားရင်ထုံပါများရင်စွဲတဲ့ဟုတ်တယ်နော်လက်ကင်မွာလေးတစ်ထည်တည်းကိုဘာအနံ့မှမရှိတဲ့လက်ကင်မွာပဝါပြူလေးတစ်ထည်မှာစပယ်ပန်းလေးထည့်ထားနွမ်းသွားရင်ဖယ်လိုက်နောက်စပယ်ပန်းလေးထည့်နောက်စပယ်ပန်းလေးထည့်နွမ်းတိုင်းဖယ်ပြီးထည့်သွားရင်နောက်အဲ့ဒီလက်ကင်မွာပဝါပြူလေးမှာဘာနဲ့ဆွဲသွားစပယ်နဲ့ဆွဲသွားမယ်ထုံပါများရင်ဆွဲသွားတယ်နော်ထုံနီတူစွာပဲပလင်းဖန်ပလင်းတစ်လုံးထဲမှာငပိထည့်ကုံသွားလဲငပိထည့်ထဲပါများလာရင်နောက်ဆိုအဲ့ပလင်းဘလောက်စေးငပိနဲ့ဆွဲတယ်လို့ပဲအကုသိုလ်ဒီလဲလုတ်ပါများရင်ဆွဲတယ်ကုသိုလ်ဒီလဲလုတ်ပါများရင်ဆွဲတယ်အဲ့ဒါအာသေးဝနာလို့သုံးရှင်းသင်အပ်သောကျမ်းစာသည်နောက်သင်သောကျမ်းစာကိုကျေးဇူးပြုတယ်ဟုတ်တယ်လား
ပရမတ္ထတရားဘယ်နှပါဘာတွေလဲအဲ့ဒါမေလေးရဲ့9ရက်တုန်းကသင်ထားတာလေဟုတ်တယ်လားအဲ့ဒါဒီအခုအချိန်မှာပြန်မေးရစိတ်ဘယ်လောက်လဲအကုသိုလ်စိတ်အကုသလဝိဘက်စိတ်ဘယ်လောက်ရနေတယ်လဲအဲ့ဒါကိုပြောတာအကုသိုလ်စိတ်ကုသိုလ်စိတ်20ပါအဲ့ဒီလိုသိတာအဲ့ဒါထုံပါများရင်ဆွဲတယ်အဲ့ဒါမှမထုံတိုင်းခုသင်လို့မရအောင်လေသဘောပြောပြတယ်နားလည်ပြီနော်ဒါကြောင့်အဲ့ဒီလိုအကောင်းဆုံးဇောသည်တတ္တမဇောရှေ့ပထမဇောကဒုတိယဇောဆိုပထမဇောတဲ့ဒုတိယဇောအကောင်းတယ်ဒုတိယဇောတဲ့တတိယဇောနောက်ဆုံးအကောင်းဆုံးသည်စတ္တမဇောကနေအားပေးလိုက်တဲ့တတ္တမဇောသည်အကောင်းဆုံးပထမဇောကကြတော့သူ့ကိုအားပေးမဲ့သူမရှိတာကိုအာသေဝနပစ္စည်းမရလို့တော့ဒါကြောင့်ဒိဋ္ဌဓမ္မဝေဒနိယကံကိုရေးတဲ့အခါမှာအာသေဝနပစ္စည်းမယအာသေဝနပစ္စည်းမရတယ်လို့အားလဲဘာဖြစ်သွားနဲတဲ့အာသေဝနပစ္စည်းမယအားနဲတဲ့အတွက်တဲ့သေပြီးဒုတိယဘဝဆိုတဲ့ဘဝတစ်ပါးမှာအကျိုးမပေးနိုင်ပဲအခုဒီမျက်မှောက်ဘဝမှာပဲအကျိုးပေးမဲ့ဘယ်ဇောလဲဆိုရင်ပထမဇောစေတနာသည်ဒိဋ္ဌဓမ္မဝေဒနိယကံမိဒီလိုစာအရှိကြီးကိုအဓိပ္ပာယ်နားလည်မှစာကျက်လို့ရတယ်ဒါကြောင့်ဒိဋ္ဌဓမ္မဝေဒနိယကံကိုပြောရင်အာသေဝနပစ္စည်းမယအာနေ၍ဘဝတစ်ပါး၌အကျိုးမပေးနိုင်ပဲမျက်မှောက်ဘဝ၌အကျိုးပေးသောပထမဇောစေတနာသည်ကျမတို့သိနာလေတဲ့အချိန်ကနေပြီးအခုအချိန်ထိလောက်ခဲ့ဘူးတဲ့အကုသိုလ်တွေရောမရှိဘူးလားအဲ့ဒီအကုသိုလ်ဒီဇော9ကြိမ်ဇောတယ်အဲ့ဒီဇောတွေကပထမဇောအကုသိုလ်တွေဒီဘဝမှာအကျိုးပေးတယ်ဟုတ်လားထွန်းနည်းတူဆိုတာသိနာလေတဲ့အချိန်ကနေစပြီးအခုအချိန်ထိလောက်ဖူးတဲ့ကုသိုလ်တွေရောမရှိဘူးလားခုဆိုကျမတို့ဆိုအာကောင်းမောင်းတန်ဒီကုသိုလ်တွေဒီနှစ်စဉ်နှစ်တိုင်းနော်အပတ်စဉ်အပတ်တိုင်းအာစိဏကံစာသင်နဲ့ဓမ္မဒါနကုသိုလ်ရှိလားမရှိလားအဲ့ဒီဟာဒီတကယ်တမ်းဆိုရင်အာနှစ်တိုင်းဖြစ်နေတဲ့အတွက်ကြောင့်အာစိဏကံနေဖြစ်နေပေမဲ့ဒီဘဝမှာအကျိုးပေးမှဒီပထမဇောပဲအကုသိုလ်တွေအာကောင်းမောင်းတန်ဘလောက်လောက်ထားလဲဒီဘဝမှာအကျိုးပေးမှပထမဇောအဲကြောင့်အကုသိုလ်လုပ်တဲ့သူတွေကိုကြည့်ပြီးတော့သူတို့ကခုထိလည်းဘာမှလည်းမဖြစ်ကြသေးဘူးဟုတ်တယ်လားဒီလောက်လှုပ်ထားတာငရဲကြတော့မှာပဲဘာဖြစ်ညာဖြစ်တချို့တွေပြောတယ်တကယ်တမ်းပြောရင်သူတို့ဘလောက်လှုပ်ထားအကုသိုလ်ဒီဘဝမှာအကျိုးပေးမှာအာနေဆုံးပထမဇောသဘောပေါက်တယ်လားဒါဆိုရင်ဒီမျက်မှောက်ဘဝပါကကာလအရာပြောရင်ဒီဘဝမှာအကျိုးပေးမှာကုသိုလ်လုပ်တဲ့သူကလည်းအာအနည်းဆုံးပထမဇောအကုသိုလ်လှုပ်ထားတဲ့သူအတွက်လည်းအာအနည်းဆုံးပထမဇောဒီပါကကာလအကျိုးပေးတာအချိန်ကာလနဲ့ပြောဒီဘဝမှာအကျိုးပေးမှာဒီအာနေတဲ့ပထမဇောမျက်မှောက်ဘဝဒါကိုဒိဋ္ဌဓမ္မဝေဒနိယကံစာလို့ကျက်တယ်ဆိုရင်အာသေဝနပစ္စည်းမယအာနေ၍ဘဝတစ်ပါး၌အကျိုးမပေးနိုင်ပဲမျက်မှောက်ဘဝ၌အကျိုးပေးသောပထမဇောစေတနာသည်အဲ့ဒီပထမဇောသည်ကုသိုလ်လည်းဖြစ်နိုင်တယ်အကုသိုလ်လည်းဖြစ်နိုင်ရပြီနော်ဒါသည်မျက်မှောက်ဘဝဒါဆိုသေပြီးဒုတိယဘဝအကျိုးပေးတဲ့ကံကိုကြရင်တော့ဥပပိစ္ဆဝေဒနိယကံစလုံးပေါင်းလေးတေချာကြည့်ရအောင်ဥပပိစ္ဆဝေဒနိယသူလဲဝေဒနိယပဲနော်ခုနဒိဋ္ဌဓမ္မဝေဒနိယအခုလာမှာနောက်လာမှာလဲအပရာပရိယာယဝေဒနိယ၃ခုပါတယ်ဝေဒနိယ၃ခုပါတယ်ဟုတ်ပြီနော်ဝေဒနိယဆိုတာခံစားတယ်အကျိုးပေးတယ်လို့သုံးတာဟုတ်ပြီနော်အဲ့ဒီနေရာမှာဥပပိစ္ဆဝေဒနိယကြတော့ဗါတဲ့လေကံကိစ္စပြီးဖြစ်၍ပြီးဖြစ်၍တဲ့
ကံကိစ္စပြီးသွားပြီတဲ့ကံကိစ္စပြီးဖြစ်သွားပြီပြီးသွားပြီတဲ့သူကိစ္စပြီးသွားပြီတဲ့အခြားမဲ့ဆိုတာဘာရဲ့အခြားမဲ့လဲဒီဘဝရဲ့အခြားမဲ့နောက်တစ်ဘဝကိုအခြားမဲ့ဆိုတာဂျားထဲမှာအခြားမဲ့ဆိုတဲ့စကားလုံးကဂျားထဲမှာခြားခြင်းမဲ့ဆိုတာမရှိတာမဲ့ဆိုတာဒီလိုမဲ့တာမဟုတ်ဘူးเนาะခြားခြင်းမရှိတာဒါဆိုရင်ဒီဘဝပြီးရင်ဂျားထဲမှာခြားတာမရှိအခြားမဲ့အခြားမရှိတော့ရှင်းလားအခြားမဲ့ means အခြားမရှိမြန်မာစကားတွေတခါလေကျမတို့နားမလည်တော့တာနော်ကျမတို့ကနည်းနည်းအဆင့်အမြင့်နေမြန်မာစကားသိနာမလဲအင်္ဂလိပ်လိုလဲသိနာမလဲကိုရီးယားလိုလဲနားမလဲတရုတ်လိုလဲနားမလဲဟုတ်တယ်လားဘာနားလဲဟိုဆက်ဒီဆက်ဟုတ်တယ်လားဒါကြောင့်အခြားမဲ့ဆိုတာအခြားမရှိဆိုတော့စိတ်စက်တိုက်လို့ပြောတာဒါကြောင့်အခြားမဲ့ဒုတိယဘဝ၌အကျိုးပေးသောအကျိုးပေးတာကိုအကျိုးပေးသောဆိုတဲ့စကားလုံးကဝေဒနိယကိုသုံးတာဟုတ်ပြီနော်အကျိုးပေးသောဗါတဲ့လေအစောတတ္တမဇောစေတတ္တမဇောဆိုတာအကောင်းဆုံးshare တွေမှန်သမျှသည်ဘယ်ဘဝကြအကျိုးပေးဒါဆိုရင်ကျမတို့ဒုတိယဘဝမှာ share တွေတွေ့တော့မှာပေါ့ကုသိုလ်တွေလှုပ်ထားတဲ့ share တွေဒီဒုတိယဘဝကြရင်ခုကျမတို့တွေခုအာစိဏကံအနေနဲ့အပတ်စဉ်အတူတူကုသိုလ်တွေလုပ်မနေဘူးလားစာတင်တဲ့ကြောင့်ယနေ့ယခုပြုသမျှသောဒါနကုသိုလ်ကျမတို့အမျှတွေဝေတဲ့အတူတူမဟုတ်ဘူးလားအဲ့ဒီဟာတွေကပထမဇောတွေရောမရှိဘူးလားပထမဇောတွေဒီဘဝလားဟုတ်ပြီနော်ပထမဇောတွေဒီဒါဆိုရင်နောင်ဘဝမှာစုံညာဦးမှာလားစုံမှာမစုံဘူးလားမစုံတော့ဘူးလေအကုသိုလ်အတူတူလုပ်ရင်လေစုံအောင်မှာပဲကုသိုလ်အတူတူလုပ်ရင်လေအဲ့ဒါကိုရေစက်အတူတူချမှာရေစက်စုံမှာမဟုတ်ဘူးမင်းနဲ့ငါရေစက်ရှိမှာပေါ့ဘုံမိုင်မှာအတူတူရေခံခဲ့တာဒီလိုမျိုးမဟုတ်ဘူးနော်ကုသိုလ်ဖြစ်စေအကုသိုလ်ဖြစ်စေအတူလုပ်ထားရင်တတ္တမဇောတိုင်းဒီဒုတိယဘဝပထမဇောကတော့ဒီဘဝမှာအခုချက်ချင်းမဟုတ်ဒုတိယဘဝမှာတတ္တမဇောသည်ပဋိသန္ဓေအကျိုးပေးမယ်ဒါကြောင့်အာသေဝနပစ္စည်းရတဲ့အပြင်ဘယ်ကြရင်ကံကိစ္စပြီးပြီလဲဆိုတာဒါလေးပြောတော့တတ္တမဇောကြရင်ပထမဇောသည်ကုသိုလ်စေတနာအကုသိုလ်စေတနာပဲရှိအောင်ဘယ်ကြရင်ကံမြောက်သွားလဲဆိုတတ္တမဇောဒါကြောင့်ကံကိစ္စပြီးဖြစ်၍ဆိုတတ္တမဇောကြရင်သူသည်အကျိုးပေးတော့မယ်အကြောင်းကံဖြစ်သွားပြီအဲ့ဒီချိန်ကျမှဘွားတင်းတော့မသိလို့နော် sorry နော်မရတော့ကံကိစ္စပြီးသွားရင်ကျင်းသည်ကုသိုလ်ရဲ့အကျိုးအကုသိုလ်အကျိုးသည်လာတော့မလားမလာတော့ဘူးလာတော့မယ်ဒါကြောင့်ကံကိစ္စပြီးဖြစ်၍အခြားမဲ့ဒုတိယဘဝ၌အကျိုးပေးသောအစောတတ္တမဇောစေတနာသည်ဥပပိစ္ဆဝေဒနိယကံမိဒိဋ္ဌဓမ္မဝေဒနိယကံရဲ့ပါကကာလကိုပြောပါဆိုရင်မြဲမဘဝ၌အကျိုးပေးသောဘာဇောလဲအရေးကြီးတယ်ပထမဇောစေတနာဥပပိစ္ဆကြရင်ပါကကာလကိုပြောပါဒုတိယဘယ်ဒုတိယဘဝလဲအခြားဘယ်ရဲ့အခြားမဲ့ဒီဘဝရဲ့အခြားမဲ့ဒုတိယဘဝ၌အကျိုးပေးသောစာမွေးမှာအဲ့ဒီနေရာတွေအရန်မေးတယ်ဘယ်ကာလဘယ်ဇောမျက်မှောက်ဘဝမျက်မှောက်ကာလပထမဇောဆိုရင်ဘာကံအခြားမဲ့ဒုတိယဘဝအဆုံးတတမဇောအဲ့ဒါတွေအရေးကြီးဒါကြောင့်ကျွန်မကခုနဇော9ချက်ကိုရေးပေးတာအဲ့ဒါအရေးကြီးတယ်နော်ဒါလေးကိုယ့်အကိုမှတ်ထားရင်သိလွယ်တယ်ဒါကြောင့်အဲ့လိုရေးနော်ရလားအဲ့ကြပြန်ရေးယူနော်ဟုတ်ပြီမြန်မာတွေခုဓမ္မမိတ်ဆွေတို့စာကူးဆိုဓမ္မမိတ်ဆွေတို့ဖုန်းလေးထုတ်ချက်ဟုတ်တယ်နော်ကျွန်မကပါသွားတယ်ဟုတ်တယ်လားဓမ္မမိတ်ဆွေတို့ဟုတ်ဘူးလားဘယ်လောက်ကောင်းလဲချက်နဲ့ပြီးသွားကျွန်မတို့ကရေးရတယ်ဟုတ်လားဓမ္မမိတ်ဆွေတို့မရေးတော့အဲ့တော့ဘာဖြစ်အဲ့ချက်ထဲမှာပဲပါသွားပြီးတော့အဲ့ဒီချက်ကိုပြန်အောင်မဖွင့်နော်
ရှားဖဲဖြစ်နေတယ်သဘောပေါက်တယ်လားစောက်ထဲမှာရေးထားမှမှတ်မိတာနော်အဲ့တော့ကိုဒီဇရာလေးပေးမှအဲ့လိုဆွဲထားတယ်ဇော9ချက်ခုမှမဆွဲနဲ့အချိန်မရတော့ဘူးဟုတ်ပြီနော်ကဲအပရာပရိယာယအပရာပရိယာယဆိုတဲ့စကားလုံးကအပရအပရိယာယအပရအပရိယာယနှစ်ခုပေါင်းလိုက်တော့အပရာပရိယာယလွယ်လွယ်လေးပြောတယ်အဆက်ဆက်သောဘဝတဲ့အဆက်ဆက်သောဘဝ၌ဆိုတော့လွယ်လွယ်မှာစကားပြောဘဝအဆက်ဆက်၌ဟုတ်တာဟုတ်လားဘာပြောမှလည်းမသိပါဘူးကျမတို့ပြောတယ်မလားဘဝအဆက်ဆက်တန္တရာအဆက်ဆက်၌တော်ဆက်ခဲ့ကြဘူးတော့ဆိုအဲ့ဒါအပရာပရိယာယသဘောပေါက်လားဘဝဆက်ဆက်တန္တရာဆက်ဆက်၌တော်ဆက်ခဲ့ကြဘူးတော့မိဟောင်းဖောင်းဆရာအောင်တမအောင်ဆွေအောင်မျိုးမဆိုဘူးလားအဲ့ဒီဘဝအဆက်ဆက်တန္တရာအဆက်ဆက်ကိုပါဠိလိုပြောရင်အပရာပရိယာယအဲ့ဒီဒီမှာအကျိုးပေးမဲ့ကံကိုဝေဒနိယကံဒါကြောင့်ဘဝအဆက်ဆက်၌တနည်းအားဖြင့်အဆက်ဆက်သောဘဝ၌ခံစားရာဆိုတာအကျိုးပေးရာနဲ့အတူတူပဲဒါကြောင့်ဘဝအဆက်ဆက်မှာအကျိုးပေးမဲ့ကံကိုအပရာပရိယာယဝေဒနိယကံပြောကြည့်အောင်ဘဝအဆက်ဆက်၌အကျိုးပေးသောကံကိုအပရာလို့မဖတ်နဲ့အပရာနော်အပရာပရိယာယဝေဒနိယညမဘဝမှာအကျိုးပေးမဲ့ကံကိုသေပြီးအခြားမဲ့ဒုတိယဘဝမှာအကျိုးပေးမဲ့ကံကိုဘဝအဆက်ဆက်ထိလိုက်ပြီးအကျိုးပေးမဲ့ကံကိုအဲ့ဒီအပရာပရိယာယဝေဒနိယကံဆိုတာအချိန်ကာလပြောကြမယ်တဲ့ဘယ်စောလဲဆိုအာသေဝနပစ္စည်းရ၍တဲ့ဟုတ်လားနောက်ပြီးရင်ဘယ်ဘဝကဘယ်ဘဝထိလဲဆိုရင်တတိယဘဝမှနိဗ္ဗာန်မရမီးတဲ့အချိန်ကာလကိုပြောရင်ဒိဋ္ဌဓမ္မကမျက်မှောက်ဘဝဥပပိစ္ဆကတေဘိဒုတိယဘဝဆိုအပရာပရိယာယကတတိယဘဝကနိဗ္ဗာန်မရမီးတဲ့နိဗ္ဗာန်မရမချင်းနော်အခွင့်ရတိုင်းအကျိုးပေးမဲ့အခွင့်ရတိုင်းအကျိုးပေးတယ်ဆိုအဆက်ဆက်သောဘဝတွေမှာခံစားရသောအပရာပရိယာယတွေပဲဟုတ်ပါလေလေအလေစော၅ချက်စီတယ်အာသေဝနပစ္စည်းရတယ်ဆိုတာဒါလေးကိုပြောချင်တယ်ဒီနေရာမှာဇော9ချက်ရှိတဲ့နေရာမှာပထမဇောသည်အာသေဝနပစ္စည်းမရအောင်ဒါဆိုရင်ဒုတိယဇောတတိယဇောသရုဋ္ဌဇောဆိုတဲ့အလေဇော၅ချက်သည်အာသေဝနပစ္စည်းရတတမဇောကြတော့အာသေဝနပစ္စည်းရယုံနေမကောက်ကံအောင်မြောက်သွားတော့ကံကိစ္စပြီးပြီဖြစ်ဒါကြောင့်အလေဇော၅ချက်ကိုဆိုတဲ့အခါကျရင်ဘယ်လိုဆိုရလဲအာသေဝနပစ္စည်းနိဗ္ဗာန်မရမီတိုင်းအကျိုးပေးသောအလေဇော၅ချက်စေတနာသည်အခုဒီနေ့ခုကျမတို့စာသင်လိုက်တယ်ဘာကုသိုလ်စာသင်လိုက်တယ်အကုသိုလ်လားကုသိုလ်လားဩအေးဘာကုသိုလ်မဟာကုမာအစိမ့်နဲ့ကနေပါလို့မဟာကုသိုလ်ဟုတ်လားမဟာကုသိုလ်မဟုတ်ဘူးလားဇောဘယ်နဲ့ချက်9ချက်အဲ့ဒီမှာဒီဘဝခုလို့ရင်ခုချက်ချင်းအကျိုးမပေးဘူးဟုတ်ပြီနော်အကုသိုလ်လည်းခုလို့ရင်ခုချက်ချင်းအကျိုးမပေးဘူးကုသိုလ်မှာလည်းလောကုတ္တရာကုသိုလ်ဆိုရဲမက်ကအခုလို့အခုချက်ချင်းအကျိုးပေးတယ်ကျန်တဲ့လောကီကုသိုလ်အကုသိုလ်မှန်သမျှအခုလို့အခုချက်ချင်းအကျိုးပေးမဟကုတ်ဆိုတဲ့ဂရုကံကသေပြီးဒုတိယဘဝမှာအကျိုးပေးမှာလေအခုကျမတို့ကာမကုသိုလ်က9ကြိမ်သွားရင်ပထမဇောသည်ဒီဘဝတစ်ချိန်ချိန်ဒီဘဝထဲမှာအကျိုးပေးမယ်ဟုတ်ပြီလားဟုတ်လားဘာလို့လဲအာသေဝနပစ္စည်းမရအားနဲ့လို့တတမဇောတွေသည်ကံကိစ္စပြီးတဲ့အတွက်ကြောင့်သေပြီးဒုတိယဘဝမှာအကျိုးပေးမယ်အလေဇော၅ချက်ကတော့တတိယဘဝကနေနိဗ္ဗာန်မရမီအခွင့်ရတိုင်းအကျိုးပေးမယ်အဲ့တော့ဆိုဒီကုစာတင်လိုက်တဲ့ကုသိုလ်သည်အခုလို့ရအခုမပေးပထမဇောတာဒီဘဝမသိမချင်းအကျိုးပေးမယ်တစ်ချိန်ချိန်အကျိုးပေးမယ်တတမဇောဒုတိယဘဝအလေဇော၅ချက်ကတတိယဘဝနဲ့နိဗ္ဗာန်မြတ်စัจ जा မနေ့ကလောက်တာတွေလဲ9ချက်မနေ့ကလောက်တာတွေလဲ9ချက်ဟ
ကိုငငယ်တော့ကလောက်တာလဲ9ချက်ပြီးခဲ့တဲ့ဘဝလောက်ခဲ့တာတွေလဲ9ချက်ဒီမှာတဲ့အလဲစော9ချက်ကတော့ဘဝအဆက်ဆက်သွားမလားမသွားဘူးလားသွားလိမ့်မယ်ဒါကြောင့်ကံဟောင်းစုအဲ့ဒါကိုပဲကတ္တတာကံထဲမှာပါခဲ့လားမပါခဲ့ဘူးကတ္တတာကံထုံးကဘယ်လိုဆိုခဲ့ရလဲရှေကံ3ပါးမှလွတ်တော့အပရာပရိယာယကံကျမတို့ရဲ့နောက်မှာအကုသိုလ်ကံဟောင်းအလဲစော9ချက်တည်းရောရှိမနေဘူးလားကုသိုလ်တွေ9ချက်တည်းရောဒါကြောင့်ဒီဘဝမှာအခုအချိန်မှာကုသိုလ်တွေလှုပ်ထားရဲ့နဲ့အကုသိုလ်တွေလာအကျိုးပေးနေတဲ့ဆိုတာအကုသိုလ်ကကျမတို့လာနှိမ့်ဆက်နေတယ်ဆိုတာဘယ်အကုသိုလ်လဲဆိုအခုအကုသိုလ်မလုပ်ဖို့သိတဲ့ချိန်ကကုသိုလ်ပဲလုပ်တယ်ဘာလို့အကုသိုလ်အကျိုးပေးလဲဟာဒီအပရာပရိယာယအကုသိုလ်ကံဟောင်းစုလာအကျိုးပေးတာဒီလူကတစ်ချောင်းလုံးအကုသိုလ်လုပ်နေတာဟုတ်တယ်နော်တစ်ချောင်းလုံးအကုသိုလ်လုပ်တယ်ကုသိုလ်လုံးဝမလုပ်အဲ့ဒါပေမဲ့ तू ကထီပေါက်ပြန်ပြီအမွေရပြန်ပြီကောင်းကျိုးတွေကြီးပဲဖြစ်နေတာကြရင်ရောအပရာပရိကောင်းကျိုးတွေရနေတယ်ဆိုတော့ तू ကကုသိုလ်ဥပဋ္ဌမကတွေလာနေတာလေကုသိုလ်တော့လုံးဝမလုပ်ဖဲနဲ့ကုသိုလ်ဥပဋ္ဌမကတွေနဲ့လာပြီးသူ့ကိုထောက်ပံ့မနေဘူးလားအဲ့ဒါဘယ်ဟာလဲကြည့်လိုက်တော့အကုသိုလ်ကြီးပဲလုပ်နေတာဘာလို့အဲ့လိုကောင်းကျိုးလာလဲအပရာပရိယာယကံဟောင်းနေရဥပဋ္ဌမကဒါဆိုကျမတို့တွေကုသိုလ်သာစနစ်တကျလုပ်ခဲ့ရင်ကုသိုလ်ဥပဋ္ဌမကရောမဖြစ်နိုင်ဘူးလားကုသိုလ်အာစိဏကံရောမလုပ်နိုင်ဘူးလားကုသိုလ်ဒိဋ္ဌဓမ္မကုသိုလ်ဥပပိစ္စကုသိုလ်အပရာပရိယာယတွေရောမရှိနိုင်ဘူးအကုန်လုံးမှာကျမတို့သွားရမယ်လမ်းကြောင်းကကုသိုလ်နဲ့သွားရမယ်နားလည်ပြီနော်ဒါဆိုရင်နောက်ဆုံးလေးတစ်ခုသွားမယ်ကတ္တတာကံပြီးသွားတော့ဒီနေရာမှာအဟောတိကံအဟောတိကံဆိုတာဒီကာလလွန်၍၎င်းတစ်ချက်အရဟတ်အဲ့၎င်းလေးဖြစ်တဲ့ကြောင့်နံပါတ်1ကိုခဏချမ်းတယ်ကာလလွန်၍၎င်းဟုတ်လားအရဟတမေဖြင့်တဏှာအကြောင်းရင်းကိုပယ်တဲ့ဖြင့်အာသေဝနပစ္စည်းမရ၍၎င်းဆိုရဲ sentence ဝါကြနှစ်ခုဖြစ်နေအဲ့ဒီ၎င်းဒီစကားဆက်အဲ့ဒါဒီဘာနဲ့ဆက်လဲအကြောင်းချို့ခါအကျိုးမပေးသုံးစိတ်တာနဲ့ဆက်ရမှာဟုတ်လားဒါဆိုရင်ကျွန်မတစ်ချက်နဲ့တွဲမယ်ကာလလွန်၍၎င်းမထည့်တော့ကာလလွန်၍အကြောင်းချို့ကအကျိုးမပေးသုံးစိတ်တော့ရှေ့စော9ချက်စေတနာဒါလေးနားလည်အောင်နည်းနည်းလေး9မိနစ်လောက်ယူမယ်နော်ကာလလွန်၍ဆိုတာဒီနေရာမှာဇော9ချက်မရှိဘူးလားပထမဇောသည်ဒီဘဝမှာလာမယ်ဟုတ်လားဒါပေမဲ့ကိုကသေသွားပြီဆိုရင်ဒီဘဝမှာအကျိုးပေးမဲ့ကုသိုလ်ပထမဇောအကုသိုလ်ပထမဇောဒိဋ္ဌဓမ္မတွေအများကြီးမရှိဘူးလားကျမသေသွားပြီဒုတိယဘဝရောက်သွားရင်အဲ့ဒီကုသိုလ်ပထမဇောသည်ကာလလွန်သွားရင်ဟောတိကံတတမဇောမရှိဘူးလားတတမဇောအဆုံးတတမဇောသည်ဘယ်ကိုသွားမလဲသေပြီးဒုတိယဘဝမှာသွားမှာဒါပေမဲ့အဲ့ဒီဒုတိယဘဝမှာကြာမနေဘူးသေသွားပြန်ပြီဆိုရင်အဲ့ဒီတတမဇောအားကောင်းမောင်းတန်ကြီးတွေသည်အကျိုးမပေးနိုင်မယ်ကာလလွန်တဲ့အတွက်ကြောင့်အဟောတိကံဟုတ်လားဒါဆိုရင်အလဲဇော9ချက်မရှိဘူးလားအဲ့ဒီအလဲဇော9ချက်ကတတိယဘဝနဲ့နိဗ္ဗာန်မရမီစัจ जा ကတော့တဲ့ကာလလွန်နေဆိုတာမရှိဘူးနိဗ္ဗာန်မရမချင်းသွားမှာနားလည်ပြီလားဒါဆိုရင်သူ့ကြရင်ဘာသွားမလဲဆိုတာကြည့်ရအောင်ဒီဘက်ကိုကြည့်မယ်ကာလလွန်၍၎င်းဆိုတာဒီပထမဇောနဲ့တတမဇောပြောပြီလာပြီအရဟတမေဖြင့်တဏှာအကြောင်းရင်းကိုပယ်တဲ့ဖြင့်တဲ့ဆိုတော့ကျမတို့နောက်မှာရောမြတ်စွာဘုရားရှင်အနောက်မှာရောပိစိကဗုဒ္ဓယဟန္တာရဲ့အနောက်မှာအပရာပရိယာယကံနေအများကြီးရှိလားမရှိဘူးကျမတို့ရဲ့အပရာပရိယာယကုသိုလ်အကုသိုလ်ကံနေသည်အကျိုးပေးအောင်မယ်ဘာလို့လဲဆိုကျမတို့ကအရဟတမေဘာမဲ့မှမရထားဖယားပိစိကဗုဒ္ဓယဟန္တာတွေကြတော့ပြုခဲ့သမျှအကုသိုလ်ကုသိုလ်အပရာပရိယာယတွေကိုအရဟတမေနဲ့ပယ်လိုက်တယ်ဘာလို့ပယ်လဲဆိုဘဝတွေကိုဖြစ်စေတဲ့တဏှာအကြောင်းရင်းကိုပယ်လိုက်တဲ့အတွေ့တဲ့အဲ့ဒီကံနေသည်အာသေဝနာပစ္စည်းမရတဲ့အတွက်ဘာဖြစ်သွားလဲအကြောင်းချို့ကကျိုးမပေးသုံးစိတ်သွားတဲ့အတွက်အဲ့ဒီအလဲဇော9ချက်ကခုနပထမဇောရဲ့တတမဇောရဲ့ပေါင်းလိုက်ရင်ဇော9ချက်စေတနာတိပါတဲ့လေဟောတိအဲဆိုဟောတိကံတစ်ချောင်းလေးကျက်ရင်
ကာလလွန်၍၎င်းအဲ့ဒါဆိုရင်စိတ်ထဲမှာကာလလွန်သွားတာပထမဇောတွေတတမဇောတွေနံပါတ်2အလဲအရဟတမေဖြင့်အကြောင်းချို့ဒါကြောင့်အပရာပရိယာယကံနေကြရင် तू ကအဟောတိကံဖြစ်ဖို့ဆိုတာအရဟတမေနဲ့ပေမပါတဲ့နားလည်သွားပြီနော်အင်္ဂုလိမာလမထေကြီးအင်္ဂုလိမာလမထေကြီးဘဝမရောက်ခင်အင်္ဂုလိမာလကြီးခိုးသားကြီးဘဝတုန်းကနော်ဟိုလူလက်ချောင်းပေါင်းများစွာဖြတ်ပြီးတော့ तू တတ်ခဲ့လားမတတ်ခဲ့ဘူးလားတတ်ခဲ့တဲ့အတွက်သူ့မှာပထမဇောတွေလည်းရှိတယ်တတမဇောတွေလည်းရှိတယ်အလေဇော၅ချက်လည်းရှိတယ်သို့တော့မြတ်စွာဘုရားနဲ့တွေ့၍အရဟတမေကိုရသွားတော့ယဟန္တာကြီးလည်းဖြစ်သွားရောပထမဇောတွေရောတတမဇောတွေရောအလေဇော၅ချက်ခုနှစ်ခုစလုံးဒီဟောတိကံဖြစ်သွားတယ်နားလည်သွားပြီနော်အဲ့ဒါလေအရဟတမေဖြင့်တဏှာအကြောင်းရင်ပေးတယ်နားလည်သွားပြီဆိုရင်မနေ့ဖန်မှကျွန်တော်တို့စကြစို့